ယနေ့တပေါင်းလဆန်း6ရက်တောက်ကြနေညတွင်ကျေးဇူးရှင်သဲငူဆရာတော်ဘုရားသည်တောင်ဥက္ကလာပ4ရပ်ကွက်၌ခန္ဓာကိုယ်၏တရားများကိုဟောကြားတော်မူရာအားလုံးကြားနာပြီးတော်ရှင်ပေါင်းတို့သည်သန္တရာမှလွတ်အောင်နာကြားကြိုးစားအားထုတ်ပြီးသန္တရာဝေါကမှလွတ်အောင်ယုံထနိုင်ကြပါစေကုန်သတည်း3နှစ်ရှိပြီတခါကြီးမှန်ပါဥက္ကလာပမှန်ပါဗျာတောင်ဥက္ကလာပဒါ4ရပ်ကွက်ပေါ့နော်မှန်ပါဗျာဟောတော့ဟိုနှစ်တွေတုန်းကတော့ဥပဇင်ဟောလိုက်တဲ့ဥစ္စာဥက္ကလာတောင်ဥက္ကလာပဒီမှာငမိုးရိတ်ထိန်တွန်းချမှန်ပါဗျာဒီကတော့မတွန်းတော့ပါဘူးမှန်ပါဗျာနော်မှန်ပါဘိုးတော်ကတော့တွန်းချတယ်ငမိုးရိတ်ထဲဘိုးတော်ကငမိုးရိတ်ကြီးတွန်းချတယ်မှန်ပါဗျာအခု3နှစ်ပြည့်တော့မတွန်းတော့ပါဘူးတခါကြီးမှန်ပါဗျာတော့နည်းနည်းလေးအတိတရားတွေရကြတယ်ပေါ့နော်မှန်ပါဗျာအတိတရားတွေရကြလို့လည်းပဲအခုကြည့်လိုက်ပါဝင်းသားဆရာကြီးနော်မှန်ပါဗျာဓမ္မယုံကြီးလဲပြည့်လို့မှန်ပါဗျာနှစ်တိုင်းနဲ့လည်းမတူဘူးနော်မှန်ပါဗျာဘယ်တူတော့မလဲသာရဏကအနတ္တသာရဏဆိုတော့အနတ္တသဘောတွေကိုမြင်လာကြပြီတကယ်မှန်ပါဗျာတော့ခမုံဆရာတော်ဘုရားကြီးကလည်းပဲဟောသွားလိုက်တဲ့ဥစ္စာတောင်ဥက္ကလာ4ရပ်ကွက်ကရပေါင်းစုံပေါ့တကယ်ကြီးနော်မှန်ပါဗျာတဏှာကတော့သူ့ဟာသူပေါ့နော်မှန်ပါဗျာဒိဋ္ဌိသတ်ရမယ်လို့အကြောင်းခံပြီးတော့သူကဟောသွားတယ်တကယ်မှန်ပါဗျာသူကအကြောင်းခံဟောတော့ဥပဇင်းကသူအကြောင်းဟောရင်ဥပဇင်းကအကျိုးဟောရမယ်မှန်ပါဗျာဒါကြောင့်မလို့ရှင်ဘုရားတပည့်တော်ဘာဟောရမလဲဘုရားအရှင်ဘုရားဟောနေတာဟောပါဗျာမှန်ပါဗျာအရှင်ဘုရားဟောတဲ့ဥစ္စာအကြောင်းဟောသွားရင်တပည့်တော်အကျိုးဟောမယ်မှန်ပါဗျာအရှင်ဘုရားအကြောင်းကခံဟောသွားပါဗျာမှန်ပါဗျာအရှင်ဘုရားကပရိယနယ်မြေမှာပညာရှင်ပုဂ္ဂိုလ်ကြီးပဲမှန်ပါဗျာပရိယကလည်းကျွဲတာကိုတကယ်မှန်ပါဗျာသူကငယ်ပြူကိုတကယ်မှန်ပါဗျာသူကငယ်ပြူဆိုတော့ဒီမှာငယ်လေးတွေကစာသင်လာတဲ့အချိန်ခါကျတော့ပရိယပညာရှင်ပုဂ္ဂိုလ်ဆိုတော့ဆိတ်ဆက်ကြအယုတ်ဖြစ်မှန်ပါဗျာသူကတော့ငယ်ပြူတကယ်ကြီးမှန်ပါဗျာဥစဉ်ကတောထွက်ကြီးမှန်ပါဗျာတောထွက်မှာတော်တော်ကိုတော်ကထွက်လာတာမှန်ပါဗျာနော်မှန်ပါတော့သူကပြောသွားတယ်တောထွက်လို့မခေါ်နဲ့တဲ့ဥစဉ်ကတောထွက်ကြီးပါတကယ်ကြီးမှန်ပါဗျာသူကတော့ငယ်ပြူမှန်ပါဗျာငယ်ပြူပေတဲ့တကယ်ကြီးရဲ့ဒီမဲ့ကရိယာဒီဘယ်ကရိယာဖြစ်ဖြစ်ဥစဉ်လို့တဲ့ပို့သေးတယ်မှန်ပါဗျာဥစဉ်တော့ကတောထွက်ပြီးတယ်မသိဘူးမှန်ပါဗျာသူကငယ်ပြူကပို့သေးနေမှန်ပါဗျာတော့ပရိယပညာရှင်ကိုတကယ်ကြီးမှန်ပါဗျာတော့ဒိဋ္ဌိနဲ့တချို့ပြောကြတယ်တကယ်ကြီးမှန်ပါဗျာတောကတရားဓမ္မတွေနဲ့မြို့ကတရားဓမ္မတွေနဲ့မတူပြန်ဘူးတကယ်ကြီးမှန်ပါဗျာတောကတရားဓမ္မတွေကဘာလဲတဲ့ဘယ်ပေါ်မှာဒိဋ္ဌိရှိတယ်မြို့ကတရားဓမ္မတွေကဘယ်ပေါ်မှာဒိဋ္ဌိရှိတယ်ဆိုတဲ့ဥစ္စာဒိဋ္ဌိချင်းလည်းမတူဘူးတကယ်မှန်ပါဗျာတောကတရားဓမ္မတွေကတော့တရားကြီးရဲ့နုရောမိုးရောဟာတရားကြီးရဲ့တခါတည်းကိုစုပ်ချာမဝက်နိုင်ဘူးအဝက်တွေမှန်ပါဗျာအဝက်မဝက်နိုင်တော့မိုးရွင်ကြတော့ကောက်ဆက်ရမှန်ပါဗျာတရားတွေကလည်းမိုးရွင်ကြတော့လေထုံကမှန်ပါဗျာຫນွေကြတော့စပားကြီးရမှန်ပါဗျာစပားကြီးပြီးတဲ့ချိန်ခါတော့တခါတည်းကိုထင်းတော့တက်ကြမှန်ပါဗျာထင်းတော့တက်ကြပြီးတော့ကထင်းတွေပါဒီခွဲပြီးအိမ်တွေပါဒီလှုပ်ဆောက်ကြမှန်ပါဗျာအမောကာဒီပြင်ကြရမှန်ပါပြင်ပြီးတခါလဲပြန်ထော်ရမှန်ပါဗျာပြင်ချိန်မရမှန်ပါဗျာပြင်ချိန်မရတော့တောကတရားဓမ္မတွေကဘာကိုဒိဋ္ဌိစွဲတယ်လဲဆိုတော့တရားကြီးရဲ့ရုပ်ပေါ်ကိုဒိဋ္ဌိနဲ့တဏှာမဖြစ်ဘူးမှန်ပါဗျာတောကတရားဓမ္မတွေကဘာကိုဒိဋ္ဌိနဲ့တဏှာဖြစ်လဲဆိုတော့အစ္ဆတသဏ္ဏာကနေပြီးတော့ဘာကိုဒိဋ္ဌိနဲ့တဏှာဖြစ်လဲလို့ဆိုလို့ရှိရင်ပထဝီဓာတ်အာဘောဓာတ်တိဇောဓာတ်ဝါယောဓာတ်ဓာတ်ကြီးလေးပါရှိမှန်ပါဗျာဓာတ်ကြီးလေးပါဖြစ်တဲ့ရုပ်ဝေဒနာပေါ်မှာတောကတရားဓမ္မတွေကအဲ့ဒီအပေါ်မှာဒိဋ္ဌိနဲ့တဏှာဖြစ်မှန်ပါဗျာရုပ်ပေါ်မှာမကတ်နိုင်မှန်ပါရုပ်ပေါ်မှာမစွဲလာနိုင်ဘူးမှန်ပါဘာကြောင့်လဲတဲ့အလုတ်ကဆက်နေရသည်တခါတည်းဇင်တိုက်ဒီတခါတည်းလောက်ကြမှန်ပါဗျာလောက်ကြရတော့သူတို့ကအဝက်စားကောင်းအစားကောင်းအဝက်ကောင်းမဝက်နိုင်မှန်ပါဗျာသူတို့ကဘယ်ပေါ်မှာဒိဋ္ဌိနဲ့တဏှာနဲ့ဖြစ်နေလဲဆိုတော့ဓာတ်ကြီးလေးပါဤဖောက်ပြန်လာတဲ့ရုပ်ဝေဒနာပေါ်မှာဒိဋ္ဌိနဲ့တဏှာများမှန်ပါဗျာနော်မှန်ပါဗျာဟောရန်ကုန်မြို့ပေါ်ကတော့ဘာများလဲဆိုတော့တက္ကကြီးကြီးဓာတ်ကြီးလေးပါရုပ်ဝေဒနာပေါ်မှာလဲဒိဋ္ဌိနဲ့တဏှာအားကြီးပဲမှန်ပါဗျာရုပ်ပေါ်ကြပြန်တော့လေ
တခါကြီးရဲ့ဒီရန်ကုန်မြို့ကြီးဆိုတဲ့ဥစ္စာကတော့တခါကြီးရဲ့ဒီမဲ့လောကနိဗ္ဗာန်ကြီး မှန်ပါဗျာ နော်လောကနိဗ္ဗာန်ကြီးဆိုတော့တခါကြီးဓာတ်ကြီးလေးပါးပေါ်ကိုလည်းပဲဒိဋ္ဌိနဲ့တဏှာဖြစ်တယ် မှန်ပါဗျာ ရုပ်ပေါ်ကြပြန်တော့ဒိဋ္ဌိနဲ့တဏှာ မှန်ပါဗျာ အနို့ရန်ကုန်မြို့ပေါ်ကဒကာဓမ္မတွေကတော့ဒကာကြီးရဲ့အဝတ်စားကောင်းဝတ်နေရတာ မှန်ပါဗျာ နော် မှန်ပါဗျာ ဘိုင်းစကုပ်ဆိုလဲညကိုတွားလိုက်တာပဲ မှန်ပါဗျာ နော်အဝတ်အစားကောင်းတွေဝတ်ပြီးတော့ရုပ်ပေါ်မှာလည်းပြုတ်ပြင်ပေးနေတဲ့ဒကာတွေဒကာမတွေ မှန်ပါဗျာ တော့အရက်ကတော့ဓာတ်ကြီးလေးပါပေါ်လာတဲ့ရုပ်ဝေဒနာပေါ်မှာဒိဋ္ဌိနဲ့တဏှာ မှန်ပါဗျာ ရုပ်ပေါ်ကိုဒိဋ္ဌိနဲ့တဏှာကိုတိတ်ပြီးတော့မစွဲလာနိုင် မှန်ပါ ဘူးဘာကြောင့်လို့လဲတော့ဒုက္ခကိုတခါကြီးကသူတို့ကပင်ပန်းတယ် မှန်ပါဗျာ ရန်ကုန်ကဒကာကြီးတွေဒကာမကြီးတွေကတော့ဒကာကြီးရုံတက်ပြီးတော့ဖောင်တင်လေးကင်ပြီးတော့တခါတဲ့ကော်လန်လေးကိုအခုကဲဥထောရှင်တောင်အခုကော်လန်လေးနဲ့ဖြစ်နေပြီ မှန်ပါဗျာ တော့ကဟာဒီကော်လန်မတတ်နိုင်ဘူး မှန်ပါဗျာ အခုဟောဒီဘက်ကဒကာဦးဝင်းမြင့်လားကော်လန်ရှိသေးတယ် မှန်ပါဗျာ ဒကာကြီးကတော့မောက်ကျက်သေးရင်နဲ့ မှန်ပါဗျာ နော် မှန်ပါ တော့ကဟာဒီမောက်ကျက်သေးရင်လည်းမလုပ်နိုင်ဘူး မှန်ပါဗျာ ကော်လန်လည်းမတတ်နိုင် မှန်ပါဗျာ ဘူးဦးဝင်းမြင့်လို့လည်းတခါတည်းကော်လန်မတတ်နိုင်ဘူး မှန်ပါဗျာ နော် မှန်ပါဗျာ တခါတည်းကိုအင်ကြီးဂုတ်ပြဲနဲ့ပစိုးဖင်ပေါက်နဲ့ မှန်ပါဗျာ ဒကမတွေကြီးလိုက်ပြန်တော့လဲတခါတည်းကိုမဲထမိန်ကြီးမဲအင်ကြီးမဲပြီးတော့တခါတည်းခေါင်းပေါင်းကြီးတွေနဲ့သပင်တွေကိုလည်းတခါကြီးမွဲချောက်ပြီးတော့တခါတည်းစီမထဲနိုင်ဘူး မှန်ပါဗျာ မထဲနိုင်ဘူးရုပ်ကိုတခါကြီးရဲ့ပစ္စလဲကလို့ဖြစ်တယ် မှန်ပါဗျာ နော်ရုပ်ပစ္စလဲကဖြစ်နေတော့ရုပ်ကိုသူတို့မတားတွင်နိုင်ဘူး မှန်ပါဗျာ ဘယ်ဟာကြတော့ဒိဋ္ဌိနဲ့တဏှာဆွဲလာနေလဲဆိုတော့ဓာတ်ကြီးလေးပါပေါ်လာတဲ့အချိန်ခါကျတော့ဒိဋ္ဌိနဲ့တဏှာတောဘက်ကတော့ဥပဇင်းတို့တောဘက်ပြောတာပါ မှန်ပါဗျာ အဲ့ဒီဟာကဒိဋ္ဌိနဲ့တဏှာများ မှန်ပါဗျာ ရုပ်ပေါ်မှာဒိဋ္ဌိနဲ့တဏှာခေါင်းပါ မှန်ပါဗျာ ရန်ကုန်မြို့ကတော့ဒိဋ္ဌိနဲ့တဏှာဓာတ်ကြီးလေးပါဤရုပ်ဝေဒနာကြပြန်တော့လေတက္ကကြီးကဆွဲလာတာ မှန်ပါဗျာ ဘာကြောင့်လဲတဲ့သက်တော့သက်သာလေးကိုနေတဲ့ကျင်တာကို မှန်ပါဗျာ ဆရာဝန်တွေကလည်းဒီမှာအားကြီးတယ်မဟုတ်လား မှန်ပါဗျာ ဓာတ်ကြီးလေးပါပေါ်ကြပြန်တော့လေပေါ်လာတဲ့ရုပ်ဝေဒနာတွေဖြစ်ပြန်ကြတော့လေဒီမှာဆေးဆရာဝန်ကြီးတွေရှိတော့တခါတည်းမခံစားကြဘူးဘတ်ဆိုသွားပြီးဆရာဝန်အမြောက်အမြတ်ပိုက်ဆံပေးပြီးတော့ပြုတ်ဖြစ်ပေး မှန်ပါဗျာ နော်အဲ့ဒီတော့ရန်ကုန်မြို့သူမြို့သားတရားဓမ္မတွေကတော့ဓာတ်ကြီးလေးပါပေါ်လာတဲ့အပေါ်မှာလေဒိဋ္ဌိနဲ့တဏှာကအားကြီးတယ် မှန်ပါဗျာ ခန္ဓာညှားတယ် မှန်ပါဗျာ အနို့ဆင်းရဲတဲ့ပုဂ္ဂိုလ်ရဲ့အလတ်စားပုဂ္ဂိုလ်ရဲ့အမြတ်စားပုဂ္ဂိုလ်ရဲ့သုံးစားရှိပြန်တယ် မှန်ပါဗျာ ဆင်းရဲတဲ့ပုဂ္ဂိုလ်ကြတော့တကကြီးသူတို့ကတော့ဒီမှာစိုက်ကနေနေရတာကို မှန်ပါဗျာ နော်မနဲ့စာနဲ့မနဲ့ညစာနဲ့ညစာနင်းစားတယ်သူတို့ကတော့ခါတော့နော်သူတို့ကပြုံးကျင်စားကြည့်လဲတရားမရနိုင် မှန်ပါဗျာ အလဲအလတ်ပုဂ္ဂိုလ်ကြတော့တရားရတယ် မှန်ပါဗျာ သိချမ်းသာတဲ့ပုဂ္ဂိုလ်ကြတော့တကကြီးကဝေဒနာမှာလည်းသိပြီးတော့ဒိဋ္ဌိနဲ့တဏှာဖြစ်တယ် မှန်ပါဗျာ ရုပ်ပေါ်မှာလည်းပဲတကကြီးရဲ့ဆိုဖာကြီးတွေကလထိုင်ကြီးတွေနဲ့နော် မှန်ပါဗျာ အိပ်ရပြန်တော့လေတခါတည်းကိုတမိုက်လောက်ဟာကြီးကိုတခါတည်းအဲ့ဒီပေါ်အိတ်နေတော့တခါကြီးရုပ်ကိုတခါတည်းကိုဒီမှာပြုတ်ပြပေးတာ မှန်ပါဗျာ ကိလေသာအာယုတဏအားရှိတယ် မှန်ပါ နော်ရန်ကုန်ကတရားဓမ္မတွေကရုပ်ပေါ်မှာလဲတဏနဲ့ဒိဋ္ဌိ မှန်ပါဗျာ ဓာတ်ကြီးလေးပါပေါ်မှာလဲတဏနဲ့ဒိဋ္ဌိ မှန်ပါဗျာ နှစ်ဖက်အားကြီးတယ်တခါကြီး မှန်ပါဗျာ တော့ကတော့ရုပ်ပေါ်မှာမစွဲနိုင် မှန်ပါဗျာ အဲ့ဒီတော့အခုလာရောက်တဲ့တရားဓမ္မတွေခမုံဆရာတော်ကလမ်းခင်းသွားလို့ဥပဒေကလောက်ရတာ မှန်ပါဗျာ ဒိဋ္ဌိနဲ့တဏှာကွဲပုံနေနော် မှန်ပါဗျာ ဒိဋ္ဌိနဲ့တဏှာဆိုတာနောက်ပြီးတော့သူကတခါခင်းသွားပြန်တယ်တခါကြီး မှန်ပါဗျာ ရိုင်တဲ့ဘက်လဲမယ် မှန်ပါဗျာ တောင်ရိုင်ရင်တောင်ဘက်ရိုင်လို့ရှိရင်ဘယ်ဘက်လဲမလဲတခါကြီး တော်ပါဗျာ အိမ်တဲ့ကိုဥပမာပေးပြီးတော့တခါတည်းသူပြောသွားတယ်တခါ မှ ကြီး န်ပါဗျာ အိမ်ကြီးတအိမ်ဟာတဲ့တိုင်တိုင်ရိုင်နေလို့ရှိရင်အိမ်ဟာတိုင်တိုင်ရိုင်လို့ရှိရင်တစ်ပြင်တိုင်နေပါလားအကုန်ရိုင်တယ်တခါကြီး မှန်ပါဗျာ ခန္ဓာတွေကသွားချောင်းကျုပ်လို့ရှိရင်တစ်ပြင်သွားတွေပါရိုင်ပြီးတော့အကုန်ပြည့်စည်နေတယ်တခါကြီး မှန်ပါဗျာ အဲ့ဒီတော့ရန်ကုန်မြို့ကြီးကတခါကြီးကအယိုင်များတယ် မှန်ပါဗျာ ဓာတ်ကြီးလေးပါဤရုပ်ဝေဒနာပေါ်မှာလဲရိုင်နေဗျ မှန်ပါဗျာ ရုပ်ပေါ်မှာလဲရိုင်နေဗျ မှန်ပါဗျာ တောဘက်ကဓာတ်ကြီးလေးပါရုပ်ဝေဒနာပေါ်ရင်ရိုင်နေတယ်ကြည့် မှန်ပါဗျာ ရုပ်ပေါ်ကိုအယိုင်နေ မှန်ပါဗျာ ဘာကြောင့်လဲအလုတ်ကဆက်နေရသည်ပြတ်မှမပြတ်ပဲ မှန်ပါဗျာ နော်မိုးနဲ့နှွေနဲ့ဆက်ဆက်ပြီးတော့တန်ခါရစိတ်ကြီးကိုတခါတည်းလဲပြီးတော့အလုတ်ပြဟုတ်တော့အဲ့ဒီတော့ရုပ်ပေါ်ကိုသူတို့ကပြုတ်ပြင်မပေးနိုင် မှန်ပါဗျာ အယိုင်နေတယ်တခါကြီး မှန်ပါဗျာ မြို့ပေါ်ကတော့ရုပ်ရော
နာရောယုံနာပေါ်မှာရိုင်နာများတယ် မှန်ပါဗျာ ယုံနာပေါ်ရိုင်နေဆိုတာပရမတ္ထသဘာဝယုံနဲ့သဘာဝနာ မှန်ပါပါ ဒီယုံရိုင်နာမဟုတ်ဘူးတကကြီး မှန်ပါဗျာ ပညာယုံပညာယုံပညာယုံနဲ့ပညာနာပေါ်မှာရို မှ င် န်ပါပါဗျာ အဲ့တော့ရန်ကုန်ကဒကာဓမ္မတွေကတော့ပညာယုံပညာနာပေါ်ရိုင်နေ မှန်ပါဗျာ တော့ကဒကာဓမ္မတွေကတော့ဘယ်ပေါ်မှာရိုင်နေလဲတဲ့ပညာယုံပညာနာတော့နာမဲတဲ့ဓာတ်ကြီးလေးပါအိယုတ်ဝေဒနာပေါ်မှာသူတို့ကအရိုက်များ မှန်ပါဗျာ ပညာယုတ်ပညာနာမဲ မှန်ပါဗျာ ပရမယုတ်ပရမနာကိုရိုက်လို့ရှိရင်ဖြင့်ဒကာကြီးသက်သာရသက်သာကြောင်းကိုဒကာကြီးရဲ့ဒိဋ္ဌိပြုတ်သွားလို့ရှိရင်သက်သာရသက်သာကြောင်းမရပြီဘူးလား ရပါဗျာ အခုတော့ပညာယုတ်ပညာနာကိုသွားရိုက်ရလို့ဒကာကြီး မှန်ပါဗျာ အဲ့ဒါကြောင့်မလို့အခုရိုက်တဲ့ဘက်လဲမယ်ဆိုတော့ဒကာကြီးတို့ဥပဇင်းတို့ဟာဖြင့်ရိုက်တဲ့ဘက်လဲတယ်ဆိုတဲ့ဥစ္စာဒကာကြီးသမီးဘက်ရိုက်လိုက်လို့ရှိရင်သမီးလဲမှာပဲ မှန်ပါဗျာ သားဘက်ရိုက်ရင်သားဘက်လဲ မှန်ပါဗျာ ခင်မောတယ်မရိုက်ရင်ခင်မောတယ်ဗျလဲ မှန်ပါဗျာ ခင်မောတယ်ယောက်ျားရိုက်ရင်ခင်မောတယ်ယောက်ျားပဲလဲ မှန်ပါဗျာ ဒီဟာကပြဉ္ညာလို့ပြောရတာနော် မှန်ပါဗျာ ရိုက်နေတဲ့ဥစ္စာကဒကာကြီးပရမတ္ထသဘာဝခန္ဓာတွေကတရားကြီးပေါ်လာတဲ့အချိန်ခါကျအဲ့ဒီမှာရိုက်ပြီးတကကြီး မှန်ပါဗျာ နော် မှန်ပါ ရှိတဲ့ဘက်ရိုင်နာနဲ့မရှိတဲ့ဘက်ရိုင်နာပြဉ္ညာရိုင်ပရမတ်ရိုင်နှစ်ရိုင်ရှိတယ် မှန်ပါဗျာ အဲ့ဒီတော့ပြဉ္ညာဘက်ရိုင်နာကများတယ် မှန်ပါဗျာ ပရမတ္ထသဘာဝပေါ်ရိုင်နာကနေတယ် မှန်ပါဗျာ အဲ့ဒါကြောင့်မလို့လူသေးလို့လူမဖြစ်နိုင်ဘူးတကကြီး မှန်ပါဗျာ ဘာကြောင့်လဲတဲ့ဒီကနေ့ဦးဇင်းဟာဟောခဲ့ရသေးတယ်တကကြီး မှန်ပါဗျာ ဒီကနေ့ကဟောဆိုဒီကဆွန်းစားပြီးတော့တခါတည်းဘကိုးကြခါဝိုင်းဆရာတော်ဘုရားကြီးကနေပြီးတော့သင်းဆရာတော်တပည့်တော်တို့ရှိကြွပါအောင်ဘုရားဆိုတော့အဲ့ဒီမှာနေမကောင်းလို့ပါဆိုတော့ပြင့်နာနဲ့ဒီဆွန်းစားပြီးကြွသွားတဲ့အချိန်ခါမှာ မှန်ပါဗျာ ကြခါဝိုင်းဆရာတော်ဘုရားကြီးရှိရောက်တဲ့အချိန်ခါကျတော့အရှင်ဘုရားတဲ့တပည့်တော်အရှင်ဘုရားနှစ်လလောက်တပည့်တော်ဟာအခုမကြမ်းမမာဖြစ်ပြီးတော့မချိမဆန်ဖြစ်နေပါတယ်ဗျာ မှန် အခု ပါဗျာ အခုမှနည်းနည်းသက်သာကြောင်းလေးရလာပါတယ်ဗျာ မှန်ပါဗျာ ဖြစ်နေတဲ့ဝေဒနာဖြစ်နေတဲ့အချိန်ခါမှာတပည့်တော်အရှင်ဘုရားကိုတတိယတို့ပါဗျာ မှန်ပါဗျာ အဲ့ဒီတော့အရှင်ဘုရားနီးပြီးလမ်းပြများရောက်တုံးရောက်ခါလေးဟာဖြင့်အရှင်ဘုရားတပည့်တော်တို့အခုဟာဖြင့်ຫນွေခါဆိုလို့ရှိရင်သံဃာတော်190လောက်ရှိပါတယ်ဗျာ မှန်ပါဗျာ တပည့်တော်မကြမ်းမမာတော့အရှင်ဘုရားကိုပဲရိုင်းနေတယ်ဗျာ မှန်ပါဗျာ အရှင်ဘုရားကိုလာတဲ့ချင်းနေတာပါပဲဗျာ မှန်ပါဗျာ အဲ့ဒီတော့အခုအချိန်ကလေးရောက်တုံးရောက်ခါလေးအရှင်ဘုရားပင်မနဲ့လို့သဘောမထားပါနဲ့ဗျာ မှန်ပါဗျာဗျာ တပည့်တော်တို့ရှိတဲ့သံဃာတော်အရှင်မြတ်များဒကာရမတွေကိုဆိုဆုံးမဩဝါဒပေးပြီးတော့တခါတည်းဆုံးမဩဝါဒပေးပြီးတော့သွားပါဦးဘုရားဆိုတော့ မှန်ပါဗျာ ဒကာကြီးသံဃာ190လောက်နဲ့ဒကာရမတွေနဲ့ မှန်ပါဗျာ ဒီကနေ့နေ့ကဲမှာဆိုဆုံးမဩဝါဒတရားပေးခဲ့ရသည်လေ မှန်ပါဗျာ အဲ့တော့အဲ့ဒီကတဲ့ဝိုင်းစေကြခဝိုင်းဆရာတော်ဘုရားကြီးကလည်းပရိယစာသင်တိုက်ကြီးတကကြီး မှန်ပါဗျာ စာသင်တိုက်ကြီးဟာကိုခန္ဓာ၅ပါးဖောက်ပြန်လာတဲ့အချိန်ခါကျတော့ဒကာကြီးကြီးပညာဖက်ရိုင်ပြီးဒကာကြီး မှန်ပါဗျာ နော်ပညာဖက်ရိုင်တော့ဘယ်ရိုင်တယ်လဲဆိုတော့မရှိတာပညာကိုရိုင်ပြီးဒကာကြီး မှန်ပါဗျာ ရိုင်တော့အရှင်ဘုရားဥပဒေကပြောတယ်အရှင်ဘုရားတို့မြတ်စွာဘုရားလက်ထက်ကယဟန်တော်တွေရှိပါတယ်ဗျာ မှန်ပါ ယဟန်တော်တွေရှိတဲ့အလက်ကတောထဲမှာယဟန်သွားတရားသွားကျင့်တဲ့အချိန်ခါမှာဒီယဟန်တွေဟာတနေ့ကြားကဆွဲသွားပါတယ်ဗျာ မှန်ပါဗျာ ကြားဆွဲသွားတဲ့အချိန်ခါကျတော့တဖြည်းဖြည်းယဟန်အကြည့်ဆုံးကနေတို့ယဟန်တွေနဲတယ် မှန်ပါဗျာ တနေ့ကြားတွေများဆွဲသွားသလားဒီကနေ့တော့သေးသေးချာချာကြည့်ကြဟိဆိုပြီးတော့ယဟန်အငယ်တွေမှားလိုက်တဲ့အချိန်ခါတတိထားတဲ့အချိန်ခါကျင့်ညာအထုတ်နေတဲ့အချိန်ခါမှာယဟန်တစ်ပါးကြားဆွဲသွားတာမြင်တဲ့အခါကျတော့ယဟန်တစ်ပါးကြားဆွဲသွားပါပြီဗျာယဟန်တော်ကြီးအ မှ ကြီး န် လို့ ပါဗျာ အဲ့တော့မှယဟန်တော်ကြီးကနေပြီးတော့ဘယ်လိုပြောလိုက်လဲမှားလိုက်တယ်ငါရှင်ရေကြားကြိုက်တယ်လို့လည်းမသတ်မှတ်နဲ့ မှန်ပါဗျာ နာတယ်လို့လည်းမသတ်မှတ်နဲ့ မှန်ပါဗျာ ဝါတယ်လို့လည်းမသတ်မှတ်နဲ့ မှန်ပါဗျာ အဲ့ဒီဝေဒနာကိုဖယ်ရှု မှန်ပါဗျာ
အဲ့ဒီလိုပြောလိုက်တယ် မှန်ပါဗျာ အဲ့တော့ဥပဇင်ကပြောတယ်အရှင်ဘုရားဝေဒနာဖြစ်လာတဲ့အချိန်ကဒီဝေဒနာဖယ်ရှုပေါ့ မှန် ဗျာ ပါဗျာ ဖယ်ရှုပေါ့ဗျာအရှင်ဘုရားတို့စာတတ်နေတာပဲ မှန်ပါဗျာ ဖယ်ရှုလိုက်ပေါ့ဆိုတော့ဖယ်ရှုနိုင်ဖို့ကလည်းအလေးအကျင့်မှမရှိဘဲနဲ့ဘယ်ကဖယ်ရှုနိုင်မှာလဲ မှန်ပါဗျာ ရှုနိုင်ပါမလား မရှိနိုင်ပါဘူးဗျာ စာအုပ်ထဲကစာကြည့်ပြီးတော့ဖယ်ရှုလို့ရတာမဟုတ်ဘူး မရပါဘူးဗျာ စာအုပ်ထဲကစာကြည့်ပြီးတော့တက္ကကြီးဓာတ်ကြီးလေးပါဤရုပ်ဝေဒနာတွေဖြစ်လာတဲ့အချိန်ခါကျတော့တက္ကကြီးပြဉ္ညာဖက်ရိုင်သွားပြီတက္ကကြီး မှန်ပါဗျာ ဘယ်လိုပြဉ္ညာဖက်ရိုင်လဲဆိုတော့တက္ကကြီးပထဝီဓာတ်အာဘောဓာတ်တိသောဓာတ်ဝါယောဓာတ်တဲ့ဓာတ်ကြီးလေးပါရှိ မှန်ပါဗျာ ဓာတ်ကြီးလေးပါရှိတဲ့နက်ကဓာတ်ဤသဘာဝလက္ခဏာလည်းမသိဘူးတက္ကကြီး မှန်ပါဗျာ ရုပ်ဤသဘာဝလက္ခဏာလည်းမသိဘူးတက္က မှန် ကြီး ပါဗျာ နာဤသဘာဝလက္ခဏာလည်းမသိဘူးတက္က မှန် ကြီး ပါဗျာ စာအုပ်ထဲကစာသာသိကြတာ မှန်ပါဗျာ နော်စာအုပ်ထဲကစာသိတော့အစ္ဆတသဏ္ဍာန်ကဓာတ်ကြီးလေးပါဤရုပ်ဝေဒနာတွေပေါ်လာတဲ့အချိန်ခါကျတော့မရှိဘက်ကိုရိမ့်ပြီးတခါကြီး မှန်ပါဗျာ မရှိတာရိမ့်လိုက်တော့မရှိပညာကိုအာယုံပြုတ်လိုက်ပြီးတခါကြီး မှန်ပါဗျာ မရှိပညာအာယုံပြစ်လိုက်တော့တခါကြီးရုပ်ဝေဒနာပေါ်မှာဒိဋ္ဌိနဲ့တဏှာဖြစ်ပြီးတခါကြီး မှန်ပါဗျာ ဒိဋ္ဌိနဲ့တဏှာဖြစ်တဲ့ဥစ္စာကိုခမုံဆရာတော်ဘုရားကဒိဋ္ဌိနဲ့တဏှာသောတာပန်ဒိဋ္ဌိနဲ့တဏှာဆိုတာဘယ်ပေါ်မှာပယ်ပုံပယ်နည်းလေးတွေဒိဋ္ဌိနဲ့တဏှာဖြစ်ပုံအစောနှစ်ပါးသံဃာရှိအစောနောက်အစောဝေဒနာမလွတ်ချင်းကြောင့်ဒိဋ္ဌိနဲ့တဏှာဖြစ်ပုံ မှန်ပါဗျာ ရုပ်ပေါ်မှာဒိဋ္ဌိနဲ့တဏှာဖြစ်ပုံ မှန်ပါဗျာ အာယုံပေါ်မှာဒိဋ္ဌိနဲ့တဏှာဖြစ်ပုံ မှန်ပါဗျာ အဲ့ဒီတော့ဒိဋ္ဌိတဏှာ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 ကအသိ၄မျိုးအဆင့်၄မျိုးရှိ မှန်ပါဗျာ ရောပြီးတော့လုံးလေချက်လက်ပါကြီးရောဝင်သွားလို့ဖြစ်တာမဟုတ်ဘူးစားလို့နော်ဒီအတိုင်းဝင်သွားလို့မက်ဆိုတာရတာမဟုတ်ဘူး မရပါဘူးဗျာမရပါဘူး အဆင့်ဆင့်ကိုဒီမဲ့ဒိဋ္ဌိတဏှာဓာတ်ကြီးလေးပါဤရုပ်ဝေဒနာပေါ်မှာဒိဋ္ဌိနဲ့တဏှာ မှန်ပါဗျာ သောတာပန်ကတတ်တာ မှန်ပါဗျာ သရဂံကဘာလဲသံဌာနပေါ်မှာဒိဋ္ဌိနဲ့တဏှာ မှန်ပါဗျာ အနာဂံကကဏပေါ်မှာဒိဋ္ဌိနဲ့တဏှာ မှန်ပါဗျာ နော် မှန်ပါ အနာဂံကဘယ်ပေါ်မှာလဲဒိဋ္ဌိနဲ့တဏှာကသရဂံကကဏပေါ်မှာဒိဋ္ဌိနဲ့တဏှာဖြစ် မှန်ပါဗျာ သံဌာနလွတ်သွား မှန်ပါဗျာ အနာဂံကသဘာဝပေါ်မှာ မှန်ပါဗျာ ကဏလွတ်သွားပြီသဘာဝပေါ်မှာဒိဋ္ဌိနဲ့တဏှာ မှန်ပါဗျာ အနာဂံက မှန်ပါ သဘာဝပညာပေါ်မှာတင်းနေ မှန်ပါဗျာ ယဟန္တာဆိုတာသဘာဝပညာလွတ်သွားတယ်ဒိဋ္ဌိနဲ့တဏှာအဝိဇ္ဇာချုပ်သွား မှန်ပါဗျာ ဒီလိုအဆင့်ဆင့်အသိ၄မျိုးအဆင့်၄မျိုးအမြင်၄မျိုးဒိဋ္ဌိတဏှာ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 အဆင့်၄မျိုးမြင်ပြီးအဆင့်၄မျိုးပယ်တတ်သွားတာ မှန်ပါဗျာ လုံးလေခြာလပါကြီးတခါတည်းဝင်သွားတာမဟုတ်ဘူး မှန်ပါဗျာ နော်အဲ့ဒီတော့ဒီညဖို့မှာဒိဋ္ဌိတဏှာသောတာပန်ဟာဒိဋ္ဌိနဲ့တဏှာဘယ်မှာဖြစ်တယ်လဲဆိုတဲ့ဥစ္စာခမုံဆရာတော်ကအကြောင်းဟောသွားတော့ဥပဇင်ကတောင်ဥက္ကလာပ၄ရပ်ကွက်အရိုက်9ရပ်ကွက်10ရပ်ကွက်9ရပ်ကွက်10ရပ်ကွက်ပေါ့ဗျာ မှန်ပါဗျာ ရပ်ကွက်ပေါင်းစုံကတရားဓမ္မတွေအသိဉာဏ်နဲ့ပညာတွေဖြစ်အောင်လို့ဟာကိုဒိဋ္ဌိနဲ့တဏှာသောတာပန်ဒိဋ္ဌိတဏှာဖြစ်ဖို့ မှန်ပါဗျာ နောက်4ရက်3ရက်တော့ရှိ2ရက်တော့ကြာသေးတာ မှန်ပါဗျာ ဒီကညပါဒီညဖို့မှာသောတာပန်ဒိဋ္ဌိတဏှာအစွန်းနှစ်ပါးဖြစ်နေပြီလို့အစွန်းနှစ်ပါးလွတ်သွားဖို့ မှန်ပါဗျာ အဲ့ဒါကြောင့်မလို့မြို့ကဟာဒီကတော့တကားကြီးဒီအပေါ်မှာလည်းဒိဋ္ဌိနဲ့တဏှာကအားကြီးတယ် မှန်ပါဗျာ ရုပ်ပေါ်ကြပြန်တော့လေဒိဋ္ဌိနဲ့တဏှာဒင်းကြနေတာပဲ မှန်ပါဗျာ ဘာကြောင့်မလို့လဲတဲ့အဲ့လိုအနံရုပ်ကိုပြုတ်ပြင်တဲ့ရံကုန်မြို့ကြီး မှန်ပါဗျာ ကိလေသာပေါင်းချမ်းတဲ့မြို့ကြီး မှန်ပါဗျာ နော်အဲ့ဒီတော့ဒီကိလေသာပေါင်းချမ်းတဲ့မြို့ကြီးဟာဖြင့်လောကနိဗ္ဗာန်ပဲတကယ်ကြီး မှန်ပါဗျာ လိုလေးသေးမရှိဘူးနော် မှန်ပါဗျာ အချိန်ကြပြီဆိုဥပဇင်းတို့တောရက်ကဒီမဲ့ဘယ်စကုပ်လည်းမရှိဘူး မှန်ပါဗျာမရှိ ဇက်ပွဲတွေမှာတစ်နှစ်မှာတစ်ချိန်လောက် မှန်ပါဗျာ ရန်ကုန်မြို့ကြီးကတစ်ချိန်ချိန်ဖြစ်နေတာတကယ်ကြီး မှန်ပါဗျာ အဲ့တော့အာယုံနောက်ကိုလည်းခံစားတဲ့ဒိဋ္ဌိနဲ့တဏှာကဖြစ်နေတာ မှန်ပါဗျာ အဲ့ဒီတော့တကယ်ကြီးရန်ကုန်ကတော့ဒိဋ္ဌိနဲ့တဏှာကရုပ်ပေါ်မှာလည်းအားကြီးတယ် မှန်ပါဗျာ နာမ်ပေါ်မှာလည်းအားကြီးတယ် မှန်ပါဗျာ နာမ်ရုပ်ပေါ်မှာဒိဋ္ဌိနဲ့တဏှာရုပ်ပေါ်မှာဒိဋ္ဌိနဲ့တဏှာဒီကဒင်ပြည့်ကြက်ပြည့်ဖြစ်တယ် မှန်ပါဗျာ တော့အရက်ကတော့ရုပ်ပေါ်မှာဒီမဲ့မပြုတ်ဖြစ်နိုင်ဘူး မှန်ပါဗျာ ထမိန်တွေကလည်းမဲမှောင်း မှန်ပါ အင်ကြီးတွေကလည်းမဲမှောင်းအဲ့လိုမေးဖို့တောင်မတတ်ရဘူး မှန်ပါဗျာ တော့အရက်ကဒီလိုပဲဆပ်ပြချမ်းလေးနဲ့နေပြီးသွားပြီးလျှော်ပြီးဒီတိုင်းဝတ်ကြ မှန်ပါဗျာ နော်တကားလေးကြပြန်တော့တခါတည်းအင်ကြီးပြဲနဲ့
တခါတည်းပခုံးပြဲနဲ့တခါတည်းကိုဆေးလိတ်တို့ပါဇက်ကြီးကြိုက်ပြီးတော့အလုတ်လုံနေရတာပဲ မှန်ပါဗျာ ဒီကတော့ကော်နာနေနဲ့အင်ကြီးနဲ့ဒီနဲ့ဖောင်တိန်နဲ့ဆိုပြီးတော့ဒီလိုနေရတာတကကြီး မှန်ပါဗျာ ဒါလည်းကံတရားပဲတကကြီးနော်ရန်ကုန်ပေါ်နေရတဲ့ပုံကိုယ်တွေအနံကံကောင်းတယ် မှန်ပါဗျာ အတိတ်ကံနေပဲတကကြီးနော်အတိတ်ကပြုတ်လာတဲ့ကံတွေဟာဘာကံတွေလဲဒါနကုသိုလ်ကံစေရနာတွေသီလကုသိုလ်ကံစေရနာတွေဒီကံတွေကြောင့်သူတို့သဘာဝဖြစ်နေတာ မှန်ပါဗျာ တော့ကဟာတွေကဒီကံတွေဖြစ်ပေတဲ့လူရဲလို့ဖြစ်လာပေတဲ့ကံကနေ မှန်ပါဗျာ ကံကနေချင်းကြောင့်ဘလို့သူတို့မှာပြုတ်ပြင်းခြင်းရုပ်ကိုမရှိကြတာ မှန်ပါဗျာ မဲဒါကြောင့်ဘလို့တောကပုဂ္ဂိုလ်နဲ့မြို့ကပုဂ္ဂိုလ်ဟာကံချင်းမတူဘူးတကကြီး မှန်ပါဗျာ ကံချင်းမတူတော့ဘာလဲတဲ့တောကကံကနှုံးတယ် မှန်ပါဗျာ ဘာကြောင့်လဲတဲ့တောမှာနေရတဲ့ဥစ္စာအနန္တဒုက္ခရောက် မှန်ပါဗျာ မြို့မှာနေရတဲ့ဥစ္စာအနန္တချမ်းသာ မှန်ပါဗျာ ဘာလို့ချမ်းသာတယ်လဲတဲ့အဲ့လိုတကကြီးရဲ့ချမ်းသာတော့ပေါ့အခုငါဘာစကုပ်ပွားခြင်းလဲအခုဖြစ်တယ် မှန်ပါဗျာ ဇက်ပွဲသွားခြင်းလဲဆိုအခုဖြစ်တယ် မှန်ပါဗျာ ဘယ်ဟာလေးစားခြင်းလဲဆိုအခုသွားဝယ်ရ မှန်ပါဗျာ မရောက်လားတကကြီး ရပါတယ်ဗျာ တော့ကမရ မှန်ပါဗျာ လူရင်းမရ မှန်ပါဗျာ စားခြင်းလို့လည်းမရဘူးအဝတ်လည်းမရဘူး မှန်ပါ နော်ဘယ်ဟာလည်းမရဘူး မှန်ပါဗျာ အလုတ်တော့နေလားကလည်းလုတ်နေရဘူး မှန်ပါဗျာ အဲ့ဒါကြောင့်မလို့တောကတော့ဒီမဲ့တောကဒကာဓမ္မတွေနဲ့မြို့ကဒကာဓမ္မတွေကံညင်းမတူဘူးတကကြီး မှန်ပါဗျာ မြို့ကဒကာဓမ္မတွေအတိတ်ကပြုတ်ထားတဲ့ကံတွေကတဲကောင်းတာကို မှန် နော် ပါဗျာ ကောင်းတဲ့ရှိရောက်နေတာကို မှန်ပါဗျာ တောကဒကာဓမ္မတွေကတော့အတိတ်ကပြုတ်တော့ပြုတ်ပါရဲ့ပြုတ်ပင်ပြုတ်ညာတော့လေလူရဲလို့တော့ခန္ဓာ၅ပါးဖြစ်ပေတဲ့တောမှာသွားဖြစ်ရတယ်ဆိုဆင်းရဲ မှန်ပါဗျာ မြို့ကဒကာဓမ္မတွေကမြို့ပေါ်မှာလာတည်တော့ချမ်းသာ မှန်ပါဗျာ သူတို့ကအတိတ်ကကံပါလာတယ်နော် မှန်ပါဗျာ အတိတ်ကကံပါလာတော့ချမ်းသာပါရဲ့တဲ့နော် မှန်ပါဗျာ ရုပ်ပေါ်မှာလည်းအခွင့်အရေးမယူနဲ့ မှန်ပါဗျာ နာမ်ပေါ်မှာလည်းအခွင့်အရေးမယူနဲ့ မှန်ပါဗျာ ရုပ်ပေါ်ရိုင်လို့ရှိရင်ကိုဒုက္ခများမယ် မှန်ပါဗျာ နာမ်ပေါ်ရိုင်သွားလည်းဒုက္ခများမယ် မှန်ပါဗျာ ရုပ်ပေါ်ရိုင်မှာနဲ့အမှန်ရိုင်ရင်ကိစ္စမရှိဘူးနော် မှန်ပါဗျာ အမှန်ရိုင်တာနဲ့အမှားရိုင်တာ မှန်ပါဗျာ နာမ်ပေါ်မှာအမှားရိုင်တာနဲ့အမှန်ရိုင်တာ မှန်ပါဗျာ တော့ကတော့တကကြီးရုပ်ပေါ်အရိုင်နေတယ် မှန်ပါဗျာ နာမ်ပေါ်မှာအရိုင်များ မှန်ပါဗျာ ဘယ်လိုနာမ်ပေါ်မှာအရိုင်များတယ်တဲ့ဓာတ်ကြီးလေးပါဝေဒနာတွေဖြစ်လာတော့ဝေဒနာတွေဘုရားကနာမ်လို့တတ်တာ မှန်ပါဗျာ အဲ့တော့တကကြီးနာမ်ပေါ်မှာရိုင်တာဟာဘာလဲတဲ့ဝေဒနာပေါ်မှာရိုင်နေတယ် မှန်ပါဗျာ ဝေဒနာပေါ်မှာရိုင်တော့ဘယ်လိုရိုင်တယ်လဲတဲ့ဒိဋ္ဌိဖြစ်ပုံလေနော်တဏှာဖြစ်ပုံလေ မှန်ပါဗျာ ဒိဋ္ဌိနဲ့တဏှာဟာတခါကြီးဒီမဲ့ညီကိုပဲ မှန်ပါဗျာ ရှင်းတဲ့နောက်ဆက်လေး မှန်ပါဗျာ ဒိဋ္ဌိနဲ့တဏှာဒိဋ္ဌိဖြစ်တာနဲ့တဏှာဖြစ်တယ် မှန်ပါဗျာ တဏှာဖြစ်တာနဲ့မောဟဖြစ်တာပဲ မှန်ပါဗျာ နော်အဲ့တော့ရုပ်ပေါ်မှာဒိဋ္ဌိဖြစ်လိုက်တာနဲ့တဏှာပဲ မှန်ပါဗျာ ဒိဋ္ဌိဖြစ်လိုက်တဲ့တဏှာတဏှာဖြစ်လိုက်တဲ့မောဟပဲ မှန်ပါဗျာ နော်အဲ့တော့ဒီဒိဋ္ဌိဟာဝေဒနာနာမ်ပေါ်မှာလဲဆွဲ မှန်ပါဗျာ ရုပ်ပေါ်မှာလဲဆွဲ မှန်ပါဗျာ အဲ့ဒီတော့အယိုင်မှားသွားလို့ရှိရင်ကိုချုံနေကြ မှန်ပါဗျာ အဲ့တော့ဒိဋ္ဌိဖြစ်ပုံဝေဒနာပေါ်မှာဒိဋ္ဌိဖြစ်ပုံ မှန်ပါဗျာ တဏှာတဏှာကြီးနောက်ကလိုက်ပုံ မှန်ပါဗျာ အဲ့ဒီတော့တဏှာနဲ့ဒိဋ္ဌိတဏှာကြီးဟာကိုဒါရိယာတင်ပြလို့ရှိရင်တရားဓမ္မလည်းသဘောပေါက်ပါ မှန်ပါဗျာ အဲ့တော့ဥပဇင်းတို့လည်းဟိုတော့မသိပါဘူးတခါကြီး မှန်ပါဗျာ မသိတော့အဲ့တော့အစ္ဆတသဏ္ဍာန်မှာကိုဟာကိုရှားလာတဲ့အချိန်ခါကျတော့မရှာဘဲနဲ့တော့မရဘူးတခါကြီး မှန်ပါဗျာ အဲ့တော့မရှာအဲ့တော့မြတ်စွာဘုရားလက်ထက်ကဖုဋ္ဌိလမထေရကြီးများဟာဒီမဲ့စာရီသိတ်တတ်တယ်မဟုတ်လား မှန်ပါဗျာ စာတတ်ပေတဲ့တခါကြီးဒိဋ္ဌိမပြုတ်ဘူး မှန်ပါဗျာ မပြုတ်လို့ဒါကြောင့်လို့ဘုရားကသူ့ကိုဖုဋ္ဌိလဒုက္ခဖုဋ္ဌိလလို့ခေါ်တာကြည့် မှန် လား ပါဗျာ ဘိဒကသုံးပုံနှုတ်ကုန်ဆောင်းနေတဲ့တခါကြီးကပုရုษင်မရှိသေး မှ ဘူး န်ပါဗျာ ဘာကြောင့်ပုရုษင်ခေါ်လဲဆိုတော့ဒိဋ္ဌိမပြုတ်လို့ မှန်ပါဗျာ အဲ့တော့ဒိဋ္ဌိမပြုတ်တော့ရိုင်တဲ့ဘက်လဲမှာပဲတခါကြီး မှန်ပါဗျာ ဘယ်ကိုရိုင်ရင်ဘယ်လဲမယ် မှန်ပါဗျာ ညာကိုရိုင်ရင်ညာလဲမယ် မှန်ပါဗျာ နောက်ရိုင်ရင်နောက်လဲမယ် မှန်ပါဗျာ ရှေ့ရိုင်ရင်ရှေ့လဲမယ် မှန်ပါဗျာ ရိုင်တဲ့ဘက်လဲကြရအောင် မှန် နော် ပါဗျာ သစ္စာ၄ပါးမှန်တဲ့တရားကိုရကြပြီဆိုလို့ရှိရင်သစ္စာမှန်တိုင်ဆိုတာဘယ်တော့မှမရိုင်မလဲဘူး မှန်ပါဗျာ ရိုင်နေလဲတယ်ဆိုတဲ့ဥစ္စာကိုသစ္စာတိုင်မှန်တိုင်မရဘူး မှန်ပါဗျာ ၄တောင်၈တောင်လောက်ရှိတဲ့ကြောက်တိုင်ကြီးတကကြီး မှန်ပါဗျာ ၈တောင်လောက်ရှိတဲ့ကြောက်တိုင်ကြီးကမြေကြီးတဲ့၄တောင်လောက်တူးပြီးတော့ပြုတ်လိုက်တကကြီး မှန်ပါဗျာ သဲတွေထည့်လိုက် ဖဲပါဗျာ ရေလောင်းလိုက် လောင်းလိုက်ပါဗျာ ကြက်သွားကလား ကျက်ပါဗျာ လှုပ်ကြည့်စား လောက်ပါတော့ဗျာ
လှုပ်သေးလား မလှုပ်ပါဘူးဗျာ ကဲကြောက်တိုင်ကြီးရှစ်တောင်လောက်ရှိတဲ့ကြောက်တိုင်ကြီးဟာ မှန်ပါဗျာ လေးတောင်လောက်ပထဝီမြေကြီးထဲမှာကျင်းတူပြီးတော့မြုပ်လိုက်တော့သဲတွေထည့်ပြီးရေလောင်းလိုက်တော့ကြက်တောက်သွားไปပါ မှန်ပါဗျာကြပါဗျာ မရိုက်မလဲတော့မတ်ကြီး မှန်ပါဗျာ အရှိကလေတိုက်လိုက်တယ်တကကြီး မှန်ပါဗျာ တိုက်ပြီလား တိုက်ပါဗျာ အရှိကလေတိုက်တော့အနောက်လည်းရိုက်သလား မရိုက်ပါဘူးဗျာ အနောက်ကလေတိုက်တော့အရှိရိုက်သလား မရိုက်ပါဘူးဗျာ တောင်ကလေတိုက်တော့မြောက်ရိုက်သလား မရိုက်ပါဘူးဗျာ မြောက်ကလေတိုက်တော့တောင်ရိုက်သလား မရိုက်ပါဘူးဗျာ သစ္စာ၄ပါးမန္တိုင်ကြီးရပြီဆိုလို့ရှိရင်တကားကြီးရေလေလာတိုက်မရိုက် မရိုက်ပါဘူးဗျာ အခုတောင်ဥက္ကလာပကဒကာရမတွေလေလာတိုက်မရိုက်အောင်လို့သစ္စာ၄ပါးရဖို့အရေးကြီးတယ် မှန်ပါဗျာ ဘယ်ဟာအရေးကြီးလဲတဲ့ဒိဋ္ဌိ မှန်ပါဗျာ ဒိဋ္ဌိဖြစ်ရင်တဏှာနောက်ကလိုက်တယ် မှန်ပါဗျာ အဲ့ဒီတော့အရေးကြီးဆုံးအချက်ကအမြင်မှန်အယူမှန်အသိမှန်ဖြစ်ဖို့အရေးကြီးတယ် မှန်ပါဗျာ နော်အမြင်မမှန်လို့ရှိရင်အယူမှန်မအောင်မလား မှန်ပါဗျာ အယူမမှန်ရင်အသိရော မှန်ပါဗျာ အဲ့ဒီတော့အမြင်မမှန်ရင်အသိလည်းမမှန်ဘူး မှန်ပါဗျာ အသိမမှန်ရင်အယူလည်းမမှန်ဘူး မှန်ပါဗျာ အမြင်မှန်အသိမှန်အယူမှန်ဖို့အရေးကြီးတယ် မှန်ပါဗျာ နော်ဒီနလားပဲမဟုတ်လား မှန်ပါဗျာ အမြင်မမှန်အသိမမှန်ရင်အယူမမှန်ဘူး မှန်ပါဗျာ ဒိဋ္ဌိ မှန်ပါဗျာ အမြင်မှန်ရင်အသိမှန်မယ် မှန်ပါဗျာ အသိမှန်ရင်အယူလည်းမှန်သွားမယ် မှန်ပါဗျာ သမာဓိဋ္ဌိ မှန်ပါဗျာ မိစ္ဆာဒိဋ္ဌိကအမြင်မမှန်ဘူးအသိမမှန်ဘူးအယူမမှန်ဘူး မှန်ပါဗျာ နော် မှန်ပါ အဲ့ဒါကမိစ္ဆာဒိဋ္ဌိ မှန်ပါဗျာ သမာဓိဋ္ဌိဆိုတာကအမြင်မှန်နေတယ် မှန်ပါဗျာ အသိမှန်တယ် မှန်ပါ အယူလည်းမှန်တယ် မှန်ပါဗျာ အဲ့ဒါတခါကြီးအမြင်မှန်အသိမှန်အယူမှန်ကဘာလဲတဲ့ယောနိသောမနတိကာရမှန်သောနှလုံးသွင်းခြင်း မှန်ပါဗျာ အာယောနိသောမနတိကာရမှားသောနှလုံးသွင်းခြင်း မှန်ပါဗျာ မှားသောနှလုံးသွင်းခြင်းကအမြင်မမှန်မှုအမြင်မှားအသိမှားအယူမှား မှန်ပါဗျာ အာယောနိသောမနတိကာရက မှန်ပါဗျာ နော်ယောနိသောမနတိကာရကအမြင်မှန်အသိမှန်အယူမှား မှန်ပါဗျာ သမာဓိဋ္ဌိ မှန်ပါဗျာ အာယောနိသောမနတိကာရကမှားသောနှလုံးသွင်းတယ် မှန်ပါဗျာ မှားသောနှလုံးသွင်းတော့အမြင်မှားတယ်အသိမှားတယ်အယူမှားတယ် မှန်ပါ မိစ္ဆာဒိဋ္ဌိ မှန်ပါဗျာ အဲ့ဒီမိစ္ဆာဒိဋ္ဌိဖြစ်ပြီဆိုလို့ရှိရင်တခါကြီးမရှိတာရိုက်သွားလိမ့်မယ် မှန်ပါဗျာ ရှိတာကိုတော့မရိုက်ဘူးတခါကြီး ရပါဗျာ ရှိတဲ့ဘက်ကိုရိုက်မလားမရှိတဲ့ဘက်ကိုရိုက်မလား မရှိတဲ့ဘက်ပဲဗျာ မရှိတဲ့ဘက်ကြီးရိုက်နေတခါ မှန် ကြီး ပါဗျာ အဲ့ဒီတော့မရှိတဲ့ဘက်ရိုက်တာကဘယ်ဟာလဲဆိုတော့အစ္ဆတသန္တာကဓာတ်ကြီးလေးပါပေါ်လာပြီတခါကြီး မှန်ပါဗျာ အခုလာရောက်တဲ့တရားဓမ္မတွေဓာတ်ကြီးလေးပါကတော့တဘာဘာသတ်မယ်မဟုတ်လား မှန်ပါဗျာ ဓာတ်ကြီးလေးပါတဘာဘာသတ်တော့မယ်ဆိုတော့ပထဝီဓာတ်အာဘောဓာတ်တေဇောဓာတ်ဝါယောဓာတ်တဲ့ဓာတ်ကြီးလေးပါရှိတယ်နော် မှန်ပါဗျာ ဓာတ်ကြီးလေးပါရှိတော့ဘုရားရှင်ကိုတော်မြတ်ကြီးကသေသေးချာချာဟောထားတယ်တကယ် မှန်ပါဗျာ ဓာတ်ကြီးလေးပါဟာတဲ့မွေကြီးလင်းစင်းနဲ့တူတယ် မှန်ပါဗျာ မွေကြီးလေးကောင်နော် မှန်ပါဗျာ အခုလာရောက်တဲ့တရားဓမ္မတွေဒီမဲ့ဓာတ်ကြီးလေးပါတဘာဘာသတ်မှာပဲမဟုတ်လား မှန်ပါဗျာ ပထဝီဓာတ်ကသတ်မဲ့ပုံကိုလည်းပါလိမ့်မယ်နော် မှန်ပါဗျာ အာဘောဓာတ်ကသတ်မဲ့ပုံကိုလည်းပါမယ် မှန်ပါဗျာ တေဇောဓာတ်ကသတ်မဲ့ပုံကိုလည်းပါမယ် မှန်ပါဗျာ ဝါယောဓာတ်ကသတ်မဲ့ပုံကိုလည်းပါမယ် မှန်ပါဗျာ ဓာတ်ကြီးလေးပါတဘာဘာသတ်မယ်မဟုတ်လား မှန်ပါဗျာ ပထဝီဓာတ်ကသတ်မဲ့ပုံကိုကြတော့တောက်တင်မေးခိုင်သေးကြ မှန်ပါဗျာ အာဘောဓာတ်ကသတ်မဲ့ပုံကိုကြတော့ဖောရောင်ပြီးတော့ကြက်ပြီးသေးကြ မှန်ပါဗျာ တေဇောဓာတ်ကသတ်မဲ့ပုံကိုကြတော့အမလီပူလာကြီးလောင်လာကြီးပူလာကြီးလောင်လာကြီးနဲ့သေးကြ မှန်ပါဗျာ ဝါယောဓာတ်ကသတ်မဲ့ပုံကိုကြတော့ကာစီရင်လည်းသေးမယ် မှန်ပါဗျာ မူးတယ်ဆိုပြီးပြတ်သွားရော မှန်ပါဗျာ လင်းဆိုပြတ်သွားရောဝါယောဓာတ်အနံ့များတယ် မှန်ပါဗျာ နော်ဒါကြောင့်မလို့ဘုရားရှင်ကိုတော်မြတ်ကြီးကမွေကြီးလေးခေါင် မှန်ပါဗျာ ဓာတ်ကြီးလေးပါတဲ့ မှန်ပါဗျာ အခုလာရောက်တဲ့တရားတော်မကြီးဓာတ်ကြီးလေးပါမွေကြီးလေးစင်းမွေကြီးလေးကောင်တပါးတော့သေမှာကတ်ကြမှာပဲ မှန်ပါဗျာ နော်ဒီလာအခုလာရောက်တဲ့တရားတော်မကြီးပထဝီဓာတ်ကလည်းသတ်မယ်အာဘောဓာတ်ကလည်းသတ်မယ်တေဇောဓာတ်ကလည်းသတ်မယ်ဝါယောဓာတ်ကလည်းသတ်မယ်ဓာတ်ကြီးလေးပါတပါးပါသတ် မှန်ပါဗျာ ဓာတ်ကြီးလေးပါတပါးပါသတ်မယ်ဆိုတော့ဒီဓာတ်ကြီးလေးပါပေါ်လာတဲ့အချိန်ကဓာတ်ဤလက္ခဏာကိုလည်းသိနိုင်ဖို့လားနှခဲရင် ခဲပါဗျာ ပါဇတ်ပြောဓာတ်ပြောလို့မရဘူး မှန်ပါဗျာ ပါဇတ်ပြောယုံနာပြောလို့မရဘူး မရပါဘူး စာရဲကလည်းယုံနာပြောနိုင်တယ် မှန်ပါဗျာ စာရဲကလည်းဓာတ်ကိုပြောနိုင်တယ် မှန်ပါဗျာ ပြစ္ဆုတ်ပါရုပ်ကိုပြော
ပြစ္ဆုတ်ပန်နံကိုပြောပြစ္ဆုတ်ပန်ဓာတ်ကိုပြော မှန်ပါဗျာ ပြစ္ဆုတ်ပန်မြင်စေဓာတ်ကဘယ်လိုလဲပြစ္ဆုတ်ပန်ရုပ်ကဘယ်လိုလဲပြစ္ဆုတ်ပန်မြင်လိုက်တဲ့အခါနာကဘယ်လိုလဲအဲ့ဒီပြစ္ဆုတ်ပန်တဲ့တယ်လေးမှာဓာတ်ရောရုပ်ရောနာရောဘယ်လိုမြင်လဲဆိုတော့အဲ့ဒီလိုသဘောပေါက်ပါ မှန်ပါဗျာ စာအုပ်ထဲကပြောလို့ဓာတ်ပြောလို့မရဘူး မှန်ပါဗျာ နော်အဲ့တော့စာအုပ်ထဲကဓာတ်ပြောမယ်စာအုပ်ထဲကနာပြောမယ်စာအုပ်ထဲကရုပ်ပြောမယ်ဆိုလို့ချင်းသေခါအကြတော့သိလိမ့် မှန်ပါဗျာ ဘယ်လိုသိမလဲဆိုတော့ရိုင်တဲ့ဘက်ကိုလဲသွားလိမ့် မှန်ပါဗျာ ရိုင်တဲ့ဘက်လဲမှာဘယ်လိုလဲမလဲတဲ့ဓာတ်ကြီးလေးပါဤဘုရားကဟောထားတာကိုတည်း မှန်ပါဗျာ ပထဝီဓာတ်တဲ့အာဘောဓာတ်တေဇောဓာတ်ဝါယောဓာတ်တဲ့ မှန်ပါဗျာ နော်အဲ့ဒါပြည့်ညတ်လို့ပြောတာဓာတ်ကို မှန်ပါ နော်ပထဝီဓာတ်တဲ့အာဘောဓာတ်တေဇောဓာတ်ဝါယောဓာတ်တဲ့ မှန်ပါဗျာ နောက်ပြီးတော့ဘုရားကပြည့်ညတ်လို့တခါဓာတ်ကိုခွဲပြန် မှန်ပါဗျာ လူဘိန်းလူနာအကုန်လုံးသိအောင်လို့ဘုရားရှင်ကိုတော်မြတ်ကြီးကဓာတ်ကိုတခါခွဲပြန် မှန်ပါဗျာ ဘယ်လိုခွဲပြန်လဲတဲ့ဟေးတဲ့ပထဝီဓာတ်တဲ့အာဘောဓာတ်တေဇောဓာတ်ဝါယောဓာတ်ဓာတ်ကြီးလေးပါရှိတယ် မှန်ပါ ဓာတ်ကြီးလေးပါရှိတဲ့နဲ့ကပထဝီဓာတ်ဤသဘောလက္ခဏာကသူ့သဘောကဘယ်လိုလဲတဲ့ပြည့်ညတ်လို့ခွဲပြော မှန်ပါဗျာ နုညံ့ခြင်းသဘောလက္ခဏာ မှန်ပါ တင်းခြင်းသဘောလက္ခဏာတောင်းခြင်းလက္ခဏာ မှန်ပါဗျာ ဘုရားကခွဲတာနော် မှန်ပါဗျာ ပထဝီဓာတ်ကိုနုညံ့တဲ့သဘောတဲ့ မှန်ပါ ခက်မာခြင်းသဘောတဲ့တောင်းတင်းခြင်းသဘောတဲ့မာခြင်းသဘောတဲ့လေးခြင်းသဘောတဲ့အဲ့ဒါပြည့်ညတ်လို့ဓာတ်ကိုခွဲပြရ မှန်ပါဗျာ အဲ့ဒါပြည့်ညတ်ဒီ မှန်ပါ နော်တင်းတယ်နုညံ့တယ်တောင်းတယ်ဆိုတော့ပြည့်ညတ်လို့ခွဲတာ မှန်ပါဗျာ နော်ဒီလိုသိရတာမဟုတ်ဘူးနုညံ့တယ်လို့ဒီဓာတ်ကိုသိနေရတာမဟုတ်ဘူး မှန်ပါဗျာ နော်သဘောသိရပါ မှန်ပါဗျာ ပြည့်ညတ်လို့ခွဲပေးတာ မှန်ပါ ဘုရားကသိအောင်လို့သဘောသိအောင်လို့ မှန် နော် ပါဗျာ အာဘောဓာတ်ဤသဘောကတဲ့အာဘောဓာတ်တဲ့နော် မှန်ပါ အာဘောဓာတ်ကဘယ်လိုလဲဆိုပြည့်ညတ်လို့တခါခွဲပြန် မှန်ပါဗျာ ဖွဲ့စည်းခြင်းသဘောတဲ့ မှန်ပါ ယိုစည်းခြင်းသဘောတဲ့ မှန်ပါဗျာ အဲ့ဒါခွဲပြလိုက်တယ်နော် မှန်ပါ ဓာတ်ကိုနှစ်ခုခွဲလိုက်တယ်ဖွဲ့စည်းခြင်းယိုစည်းခြင်းတဲ့ မှန်ပါဗျာ နော်ဖွဲ့စည်းခြင်းယိုစည်းခြင်းတဲ့တေဇောသဘောကပူခြင်းနဲ့အေးခြင်းတဲ့ မှန်ပါဗျာ ဝါယောသဘောကတွန်းခြင်းနဲ့ကန်ခြင်းနဲ့ မှန်ပါ လှုပ်ရှားခြင်းနဲ့ညင်ဝတ်ပြပြားခြင်းတဲ့ မှန်ပါဗျာ အဲ့ဒါစာအုပ်ထဲကတင်းခြင်းတောင်းခြင်းနူညာခြင်းလေးခြင်းအာဘောဓာဤသဘောကဖွဲ့စည်းခြင်းယိုစည်းခြင်းတေဇောဤသဘောကပူခြင်းအေးခြင်းဝါယောဤသဘောကလှုပ်ရှားခြင်းတွန်းကန်ခြင်းညင်ဝတ်ပြပြားပြီးထောက်ခံခြင်းအဲ့ဒါပဲသိချာ မှန်ပါဗျာ ဒီအသိကတော့ပြဉ္ညာကြီး မှန်ပါဗျာ နော်တင်နာကြီးသိရင်ပညာတောင်းနာကြီးသိရင်ပညာနူးညံ့တယ်လို့သိလိုက်ရင်ပညာ မှန်ပါ စိတ်တွေဖြစ်မကုန်ဘူးလား ဖြစ်ပါပါဗျာ ပထဝီဓာတ်ဤသဘောတရားကနူးညံ့တယ်မာတယ်တင်းတယ်တောင်းလာတယ်လေးတယ်နူးညံ့တယ်ဆိုတဲ့ဥစ္စာကိုအဲ့ဒါတွေရှောက်သိ မှန်ပါဗျာ စောက်ထဲကပထဝီနူးညံ့ပဋိဒါတွေသိတယ်တခါကြီး မှန်ပါဗျာ နော်သိပြန်ပြီဒါနော် မှန်ပါဗျာ ဒါလည်းဒိဋ္ဌိကြီး မှန်ပါဗျာ နူးညံ့တယ်လို့သိလိုက်တဲ့တပြိုင်နက်တည်းတခါကြီးရဲ့နူးညံ့တဲ့ကိုသိလိုက်တော့အယူမသွား မှန်ပါဗျာ ရိုက်မသွားဘူးလား ရိုက်ပါဗျာ နူးညံ့တာကိုကန့်ကျင်လိုက်တဲ့တဏှာမဖြစ်ဘူးလား ဖြစ်ပါဗျာ နူးညံ့တာလို့သိလိုက်တာအယူမမသွားဘူးလား မှန်ပါဗျာ နူးညံ့တယ်လို့အယူမသွားတယ်ဒိဋ္ဌိ မှန်ပါဗျာ နူးညံ့တာကိုအယူမသွားတော့ကန့်ကျင်လိုက်တာကတဏှာ မှန်ပါဗျာ ဒိဋ္ဌိနဲ့တဏှာလွတ်သေးလား မလွတ်ပါဘူးဗျာ တင်းတယ်လို့အယူမသွားတယ် မှန်ပါဗျာ တောင်းတယ်လို့အယူမသွားတယ် မှန်ပါဗျာ တင်းတယ်လို့အယူမသွားတော့တင်းတယ်လို့သိလိုက်တယ် မှန်ပါဗျာ အသိမသွားတယ် မှန်ပါဗျာ တင်းတယ်လို့အယူမတယ်တင်းတယ်လို့အသိမတယ် မှန်ပါဗျာ အယူလည်းမမသွားဘူးလား မှန်ပါဗျာ ဒိဋ္ဌိနဲ့တဏှာကန့်ကျင်ကြည့်လိုက်ပြီဘူးလား လိုက်ပါဗျာ ဓာတ်ကြီးလေးပါပေါ်မှာနော် မှန်ပါ ဘုရားကတော့အဲ့ဒါဓာတ်တွေခွဲပြီးတော့သဘောကိုပြဉ္ညာလို့တင်စားပြောသွားတယ် မှန်ပါ အခုတော့ဘုရားခေါ်ဟောသမုတ်ထားတဲ့ပြဉ္ညာဒေတာလျှောက်သိ မှန်ပါ ပရမတ္ထသဘောတရားလေးကိုပြစ္ဆုတ်ပံသိသလားတော့ဓာတ်သိသလားမသိ မသိပါဘူးဗျာ ဘယ်သိနိုင်ဖို့ကလည်းခဲရင်နဲ့ကြည့်မှမကြည့်မဲနဲ့ မှန်ပါဗျာ စောင့်ထဲကကြက်ပြီးပြောနေတဲ့တရားပဲရှိ မှန်ပါဗျာ ခမုံဆရာတော်ပြောတယ်မဟုတ်လား မှန်ပါ တရားရှားဘာနဲ့တွေးစာနဲ့တွေး မှန်ပါဗျာ ဟဲ့နော် မှန်ပါဗျာ သံဃာရှားဘာနဲ့တွေးဘုန်းကြီးနဲ့တွေး မှန်ပါဗျာ ပြောတယ်မဟုတ်လား ပြောပါဗျာ ဘုရားရှားရင်ဘာနဲ့တွေးကြောက်နဲ့တွေးတဲ့ မှန်ပါဗျာ သူပြောတာလိုက်ပြောရတာ မှန်ပါဗျာ သူပြောတဲ့အကြောင်းကိုဦးစင်းကအကျိုးတရားတွေလိုက်ဟောနေရတယ်။ကမုံဆရာတော်က तू ကပရိယကြိုးကြည်တော့ဒီမဲ့ရှည်လဲရှည်တယ် तू ကဟောသွားလိုက်တော့ဆို तू ဟောသွားတဲ့ဥစ္စာတွေဦးစင်းကအကျိုးတရားတွေဖြစ်အောင်လိုက်ဟောနေရ မှန်ပါဗျာ ။နော်အဲ့ဒီတော့အရေးကြီးဆုံးအချက်ကလည်းပဲဖယားရှာဘယ်မှာလဲတဲ့ကိုမှရှာကြရမယ် မှန်ပါဗျာ ။နော်
ဘုရားရှာကိုမှတွေ့မယ်အပြင်မဲ့မှာဘုရားမရှိဘူး မရှိပါဘူးဗျာ အပြင်မဲ့မှာတရားမရှိဘူး မှန်ပါဗျာ အပြင်မဲ့မှာသံဃာမရှိဘူး မှန်ပါဗျာ ဘုရားရှာရင်ကိုမှရှာ မှန်ပါဗျာ တရားရှာရင်ကိုမှရှာသဘောတည်းဝယ်လေခမဟောတာဥစဉ်ဟောတာဟုတ်ဘူး မှန်ပါဗျာ တရားရှာတော့စာတရားဘာကကွယ်လဲစာကကွယ် မှန်ပါဗျာ ဘုရားဘာကကွယ်လဲတဲ့ကြောက်စိမ့်ကကွယ် မှန်ပါဗျာ နော် မှန်ပါ သံဃာဘာကွယ်လဲတဲ့ဘုန်းကြီးကွယ်အဲ့တော့တက္ကကြီးဘုရားရဲ့တရားရဲ့သံဃာရဲ့ဆိုတော့ဘယ်မှာရှိတယ်ခန္ဓာမှာ မှန်ပါဗျာ ခန္ဓာမှာရှာလိုက်လို့ရှိရင်တရားတွေတွေးလိမ့်မယ်တက္ကကြီး မှန်ပါဗျာ ဘယ်လိုတရားတွေတွေးလဲတဲ့ဘုရားကဟောထားတာကဓာတ်ကြီးလေးပါတဲ့ မှ နော် န်ပါဗျာ သေးသေးချာချာသဘောနဲ့နာပါနော် မှန်ပါဗျာ နားနဲ့မနာနဲ့ မှန်ပါဗျာ နားနဲ့နာလို့ရှိရင်တော့ခက်တယ်တက္ကကြီး မှန်ပါဗျာ သဘောနာမှသဘောဟုတ်မှလောကု မှန်ပါဗျာ သဘောတရားလေးကိုနာရမယ်နော် မှန်ပါဗျာ သဘောကိုနာမှသဘောပေါက်မှာတက္ကကြီး မှန်ပါဗျာ အဲ့ဒီတော့ဟောမှာကလည်းသဘောဟောမှာ မှန်ပါဗျာ သဘောဆိုတာအခုအရှင်ဘုရားသဘောဟောပါဆိုတော့သဘောပညာဟောမှာ မှန်ပါဗျာ သဘောဟောတော့ပညာဟောမှာပရမတ်ပေါက်တယ်ပညာကိုတင်စားပြီးဟောတာ မှန်ပါဗျာ ဘုရားကလည်းပညာတင်စားဟောတာ မှန်ပါဗျာ ပရမတ်ဟောပါဆိုတော့သဘောလေးဘယ်လိုလုပ်ဟောမလဲ ဘယ်လို ပြောလိုက်ရင်ပညာပဲ မှန်ပါဗျာ အဲ့တော့သဘောတင်းတင်ပြီးတော့တခါတည်းဓာတ်ဤလက္ခဏာကဘယ်လိုယုတ်ဤလက္ခဏာကဘယ်လိုနာဤလက္ခဏာကဘယ်လိုနာတို့ဓာတ်တို့ယုတ်တို့ပြောတာပညာတည်း မှန်ပါဗျာ သဘောတရားလေးကယုတ်ဤသဘောတရားကဘယ်လိုလဲဓာတ်ဤသဘောတရားကဘယ်လိုလဲနာဤသဘောတရားကဘယ်လိုလဲသဘောကြည့်နိုင်ဖို့ကိုခန္ဓာကိုပြ မှန်ပါဗျာ ဘုရားကသဘောကြည့်အောင်လို့ပညာတည်ထားခဲ့တဲ့စာ မှန်ပါဗျာ အဲ့ဒီပညာကြည့်ပြီးခန္ဓာသဘောမြင်အောင်ကြည့်တာ မှန်ပါဗျာ အဲ့တော့ခန္ဓာတော့မကြည့်ဘူးတခါကြီး မှန်ပါဗျာ ကျင့်တဲ့ပုံကိုယ်တွေတချို့ပြောတယ်အတ္တကိလေသာထား မှန်ပါဗျာ ကိုယ်လည်းမလုပ်ပဲနဲ့ မှန်ပါ စောင့်တဲ့ကကြည့်ပြီးတော့သူများကျင့်တဲ့ဥစ္စာအတ္တကိလေသာထား မှန်ပါဗျာ အမှားကုန်ပြီတခါကြီး မှန်ပါဗျာ ဒါမြင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကျင့်တဲ့ဥစ္စာအတ္တကိလေသာထားသွားပြောပေါ့ မှန်ပါဗျာ အတ္တကိလေသာထားတရားထိုင်တဲ့ပုဂ္ဂိုလ်နေလားငါလားဒိဋ္ဌိနဲ့တဏှာသတ်နေတဲ့ဥစ္စာခန္ဓာတွေကဒိဋ္ဌိနဲ့တဏှာသတ်နေတာ မှန်ပါဗျာ ဘယ်မှာလဲတဲ့ဥပဇင်းတို့တောကဒကာရမတွေဒိဋ္ဌိနဲ့တဏှာသတ်တာဘယ်သတ်တယ်လဲဆိုတော့အစ္ဆတသဏ္ဍာန်ကဓာတ်ကြီးလေးပါပေါ်ကိုသတ်တာ မှန်ပါဗျာ ဥပဇင်းတို့တောကနော် မှန်ပါဗျာ ရန်ကုန်ကဒကာရမတွေတော့မပြောတော့ပါ မှန်ပါဗျာ ဘူးဥပဇင်းတို့တောကတော့ဘယ်မှာဒိဋ္ဌိနဲ့တဏှာအာကြည့်တယ်လဲဆိုတော့ဝေဒနာပေါ်မှာ မှန်ပါဗျာ နာမ်ပေါ်မှာနာမ်ပေါ်မှာ မှန်ပါဗျာ နာမ်ပေါ်မှာနာမ်နဲ့ယုံနဲ့ကွဲဖို့လည်းအရေးကြီးတယ်တကယ် မှန်ပါဗျာကြီးပါတယ်ဗျာ နာမ်နဲ့ယုံနဲ့တချို့ကတော့လည်းတကယ်ကြီးယုံလည်းမသိဘူးနာမ်လည်းမသိဘူးတကယ်ကြီး မှန်ပါဗျာ ယုံလည်းမသိနာမ်လည်းမသိတချို့ဘယ်လိုပြောလဲဆိုတော့တကယ်ကြီးဥပဇင်းကူမှလာတယ်တကယ်ကြီး မှန်ပါဗျာ ဥက္ခင်ကြီးကပြောတယ်ဘယ်လိုပြောလဲဆို မှန်ပါဗျာ အရှင်ဘုရားတဲ့ပူရင်တဲ့ပူတဲ့သဘောရှုရင်ဘယ်နဲ့လဲပူတာရှုတော့ပူတဲ့သဘောလည်းခလေးလေးလည်းသိတာဘော မှ လို့ န်ပါဗျာ မသိဘူးလားတကယ်ကြီး ပြီးပါတယ်ဗျာ ပူတာရှုလို့ပူတဲ့သဘောသိတာဘောလို့ကြိုက်တာရှုရင်ကြိုက်တဲ့သဘောသိတယ်လို့ထုံတာရှုရင်ထုံတဲ့သဘောသိတယ်လို့အောင့်တာရှုရင်အောင့်တဲ့သဘောပဲသိတယ်လို့ပြင်းပြပူထုကဲသိသလား မ လို့ ကဲပါဗျာ သိလားတကယ်ကြီး မှန်ပါဗျာ ဟင်ပူတာရှုတော့ပူတဲ့သဘောပဲရှုတာပေါ့ဒါရုပ်ရှုတာမှမဟုတ်ပဲနဲ့ပဲ မှ လို့ န်ပါဗျာ ပူတာရှုလာတာပဲလို့ မှန်ပါ ဘုရားကခေါ်ထားတာကရုပ်နဲ့နာရှုရမယ်လို့ပြောတယ်ဓာတ်ရှုရမယ်လို့ပြောတယ်ဓာတ်ကိုရှုသလားရုပ်ကိုရှုသလားနာမ်ကိုရှုသလားအခုရှုတာကဒကာကြီးပူတာရှုတော့ပူတဲ့သဘောပဲမသိဘူးလားလို့ပူတဲ့သဘောပဲသိမယ်နော် မှန်ပါဗျာ အဲ့တော့ဒကာကြီးကဘယ်လိုများထင်သလဲလို့ဒီလိုပြောရင် မှန်ပါဗျာ ပူတာကရုပ်လေးတဲ့ပူတာသိတာကနာမ်ပေါ်တဲ့ခလေးလေးလည်းသိတယ် မှန်ပါဗျာ ပူတာကရုပ်ပူတာသိတယ်ဆိုလို့ရှိရင်ပူတာရုပ်ခေါ်နေလို့ရှိရင်ဒကာကြီးခန္ဓာ6ပါးဖြစ်ပြီလို့ မှန်ပါဗျာ ခန္ဓာ6ပါးဖြစ်ဘူးလား သိကြပါဗျာ ဘုရားကဟောထားတာခန္ဓာ5ပါး မှန်ပါဗျာ ပူတာကရုပ်ဆိုတော့ပူတာသိတာနာမ်ဆိုတော့ဒကာကြီးပူတာရုပ်ယူပက်ခန္ဓာထဲရတယ်ရုပ်ကိုသွားယူလိုက်ရင်ယူပက်ခန္ဓာ မှန်ပါဗျာ မြင်နေတာကြီးယူပက်ခန္ဓာတစ်ပါး မှန်ပါဗျာ ပူတာကြီးကယူပက်ခန္ဓာတစ်ပါး မှန်ပါ ယူပက်ခန္ဓာဘယ်နှပါးရှိလဲ နှစ်ပါးဖြစ်ပါ နှစ်ပါးဖြစ်နေပြီလို့လား မှန်ပါဗျာ နှစ်ပါးနော်ဝေဒနာကဝေဒနာခန္ဓာကတစ်ပါး မှန်ပါဗျာ သင်ညက်ခန္ဓာကတစ်ပါး သိပါပါ သင်္ခါရခန္ဓာကတစ်ပါးဝိညာဉ်နဲ့ခန္ဓာကတစ်ပါး မှန်ပါဗျာ 6ပါးဖြစ်မနေဘူးလား မှန်ပါဗျာ အဲ့ဒါအခုတော့ပူတာကရုပ်ပူတာသိတာနာဆိုတော့တရားကြီးခန္ဓာ6ပါးဖြစ် မှန်ပါဗျာ အဲ
အဲ့ဒါပြောတော့ကဲမှားကုန်ပြီတခါကြီး မှန်ပါဗျာ ဒီလိုပူရာရှုလို့ပူတဲ့သဘောတော့ခလေးလေးလည်းသိတယ် မှန်ပါဗျာ ဒါရုပ်ရှုတာမဟုတ်ဘူးတခါကြီး မှန်ပါဗျာ ပူတဲ့ဘက်ရိုက်မနေဘူးလား ရိုင်းပါဗျာ မရှိပြဉ္ညာကြီးကိုဒိဋ္ဌိကြီးဖြစ်နေပြီ ရှင်းပါဗျာ ပူရာရှုလိုက်တော့ပူတယ်ကိုအယူမသွား မှန်ပါဗျာ ပူရာကြီးစွဲလာမနေဘူးလား မှန်ပါဗျာ မရှိပြဉ္ညာကြီးအာယုံမပြူဘူးလား ပြုပါဗျာ အဲ့ဒါဒိဋ္ဌိကြီးပဲ မှန်ပါ ပူရာပေါ်လာလို့ပူတယ်လို့ရှုလိုက်ရင်ပူတဲ့ပဲရိုင်သွားပြီ မှန်ပါဗျာ ပူရာကြီးကန့်ကြီးလို့တဏှာမဖြစ်ဘူးလား ဖြစ်ပါဗျာ ပူရာကြီးစွဲလာမသွားဘူးလား မှန်ပါဗျာ ပူတယ်လို့အယူမမသွားဘူးလား မှန်ပါဗျာ တင်းနာကြီးရှုလိုက်တော့တင်းနာကြီးအယူမမသွားဘူးလား မှန်ပါဗျာ ယုတ်နာရှုလို့လား ဟုတ်ပါဗျာ မရှုဘူး မရှိပါဘူးဗျာ ယုတ်နဲ့နာမရှုဘူးတခါကြီး မရှိပါဘူးဗျာ တင်းနာကြီးရှုတယ်တခါကြီး မှန်ပါဗျာ အဲ့ဒါတင်းတယ်လို့အယူမမသွားဘူးလား မှန်ပါဗျာ တင်းနာကြီးအသိမမသွားဘူးလား မှန်ပါဗျာ တင်းနာကြီးကိုအယူမှန်သေးလား မှန်ပါဗျာ အေးဓာကြီးပေါ်လာတော့အေးဓာကြီးရှုပြန်ပြီတခါကြီး မှန်ပါဗျာ အေးဓာကြီးရှုလိုက်တော့အေးဓာကြီးကိုအယူမသွားတယ် မှန်ပါဗျာ အယူမသွားရင်ဒိဋ္ဌိ ဒိဋ္ဌိပါဗျာ အေးဓာကြီးကိုကန့်ကျင်လိုက်တာကတဏှာ မှန်ပါဗျာ အေးဓာကြီးကိုအယူမသွားအေးတယ်လို့အယူမသွားတာကဒိဋ္ဌိ ဒိဋ္ဌိပါဗျာ အဲ့ဒီဝေဒနာပေါ်မှာဒိဋ္ဌိနဲ့တဏှာဖြစ်နေ မှန်ပါဗျာ ရိုင်းနေပြီ ရပါဗျာ တောဘက်ကဒကာတော်မတွေကအဲ့ဒီဝေဒနာပေါ်မှာဒိဋ္ဌိနဲ့တဏှာရိုင်းနေ မှန်ပါဗျာ ဒိဋ္ဌိနဲ့တဏှာ မှန်ပါဗျာ နော်အဲ့ဒါကဒိဋ္ဌိနဲ့တဏှာဝေဒနာပေါ်မှာရုပ်ပေါ်မှာဒိဋ္ဌိနဲ့တဏှာရှိသေးတယ်သောတာပန်က မှန်ပါဗျာ ဒါကြောင့်မလို့ခမုံကဟောသွားတယ်တဏှာမသနဲ့အောင်တဏှာမသနဲ့အောင်တဏှာတော့မှသူ့ဟာသူသေးလိမ့်မယ်ဒီလိုပြောသွားတာနော်အဲ့ဒီတော့သောတာပန်ပုဂ္ဂိုလ်ဟာနာမ်ပေါ်မှာသတ်နေတာ မှန်ပါ နာမ်ဆိုတာဘာလဲဝေဒနာခန္ဓာကိုပြောတာ မှန်ပါဗျာ ဝေဒနာခန္ဓာကိုပြောတာတကယ်ကြီး မှန်ပါဗျာ တင်တာပေါ်လို့တင်တယ်လို့သိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာ မှန်ပါဗျာ ဒိဋ္ဌိနဲ့တဏှာလွတ်သေးလား မလို့ပါဘူးဗျာ အဲပူရာပေါ်လိုက်ရင်ပူတယ်လို့သိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာ မှန်ပါဗျာ ကြိုက်တာပေါ်လာလို့ကြိုက်တယ်လို့သိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာ မှန်ပါဗျာ ကြက်တာပေါ်လာရင်ကြက်တယ်လို့သိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာ မှန်ပါဗျာ အေးတာပေါ်လာရင်အေးတယ်လို့သိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာ မှန်ပါဗျာ ရားတာပေါ်လာရင်ရားတယ်လို့သိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာ မှန်ပါဗျာ ကြက်တာပေါ်လာရင်ကြက်တယ်လို့သိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာ မှန်ပါဗျာ ချွေးကြလာတယ်လို့သိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာ မှန်ပါဗျာ နုညံ့တယ်လို့သိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာ မှန်ပါဗျာ မာတယ်လို့သိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာ မှန်ပါဗျာ နော်ဒိဋ္ဌိနဲ့တဏှာနော် မှန်ပါဗျာ ကြိုက်တယ်လို့သိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာ မှန်ပါဗျာ လှုပ်တယ်လို့သိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာ မှန်ပါဗျာ တွန်းတယ်လို့သိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာ မှန်ပါဗျာ လှုပ်တယ်လို့သိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာ မှန်ပါဗျာ ငြိမ်ဝက်ပြပြပြီးနေတယ်လို့သိလိုက်ရင်ဒိဋ္ဌိနဲ့တဏှာ မှန်ပါဗျာ အဲ့ဒါမရှိတဲ့ဘက်ကိုရိုက်သွားပြီ ရပါပါဗျာ ဒိဋ္ဌိနဲ့တဏှာမဖြစ်ဘူးလား ဖြစ်ပါဗျာ ရှိတာကတော့ဝေဒနာနာ မှန်ပါဗျာ တင်းတာလည်းဝေဒနာပဲမဟုတ်လား မှန်ပါဗျာ တောင်းတာလည်းဝေဒနာပဲမဟုတ်လား မှန်ပါဗျာ ထုံတာလည်းဝေဒနာပဲမဟုတ်လားအောင့်တာလည်းဝေဒနာပဲမဟုတ်လားကြိုက်တာရော မှန်ပါဗျာ ကြက်တာရော ဝေဒနာပါဗျာ ပူတာရော ဝေဒနာပါဗျာ အေးတာရော ဝေဒနာပါဗျာ ရားတာရော ဝေဒနာပါဗျာ အဲဝေဒနာကြီးပဲမဟုတ်လား မှန်ပါဗျာ မျက်စိကမြင်လိုက်တာရော ဝေဒနာပါဗျာ နားကကြားလိုက်တာရော ဝေဒနာပါဗျာ နှာခေါင်းကနားလိုက်တာရော ဝေဒနာပါဗျာ ပါးစပ်နဲ့လျှာနဲ့ရတာယုံနဲ့စားလိုက်တဲ့ဟာရော ဝေဒနာပါဗျာ ကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တာရော ဝေဒနာပါဗျာ မနှောနဲ့ဓမ္မနဲ့သိလိုက်တာရော ဝေဒနာပါဗျာ အဲ့ဒီလိုဝေဒနာမှမသိဘူးတခါကြီး မှန်ပါဗျာ ဘာရင်သွားတည်လဲတင်းနဲ့ပဲရိုင်းတယ်တောင်းနဲ့ပဲရိုင်းတယ်နူးညာနဲ့ပဲရိုင်းတယ် မှန်ပါဗျာ ကြက်တယ်ပဲရိုင်းတယ်ရိုးကြတာပဲရိုင်းတယ် မှန်ပါဗျာ ပူတာရိုင်းတယ်အေးတာရိုင်းတယ်လှုပ်တာရိုင်းတယ်တွန်းတာရိုင်းတယ်ကာနာရိုင်းတယ်ဒိဋ္ဌိနဲ့တဏှာကျွေး မှန်ပါဗျာ အဘယ်ကလွတ်ပါဦးမလား မလို့ပါဘူးဗျာ ဒိဋ္ဌိနဲ့တဏှာအစွန်းနှစ်ပါးသန္တရာရှိအစွန်းနောက်ဆုံးဆိုတော့ဒိဋ္ဌိနဲ့တဏှာဝေဒနာပေါ်မှာဖြစ်နေတယ် မှန်ပါဗျာ အဲ့ဒီဝေဒနာပေါ်မှာဒိဋ္ဌိနဲ့တဏှာဖြစ်နေတာအဲ့ဒီသောတာပန်အဲ့ဒီဒိဋ္ဌိနဲ့တဏှာကိုသတ်ပြလိုက်တာ မှန်ပါဗျာ ဘာကြောင့်လဲတဲ့မရှိတဲ့ဘက်ကိုမရိုက်ဘူးရှိတဲ့ဘက်ကိုရိုက်နေ မှန်ပါဗျာ ရှိတဲ့ဘက်ရိုက်တော့မရိပ်မရိုင်ကြောက်ဆိုင်တိုင်းကြီးလို့တီးနေတယ် မှန်ပါဗျာ လေလာတိုင်းမလွင့်ဘူး မှန်ပါဗျာ အဲ့တော့သောတာပန်ဘယ်ပေါ်မှာဒိဋ္ဌိနဲ့တဏှာလဲ မှန်ပါဗျာ နော် မှန်ပါ ဓာတ်ကြီးလေးပါပေါ်လာတဲ့ရုပ်ပေါ်မှာဒိဋ္ဌိနဲ့တဏှာဖြစ်တယ် မှန်ပါဗျာ နော်ဓာတ်ကြီးလေးပါပေါ်မှာပေါ်လာတဲ့ဝေဒနာနာမ်ပေါ်မှာဒိဋ္ဌိနဲ့တဏှာ မှန်ပါဗျာ အဲ့တော့တခါကြီးဓာတ်ဤသဘောတရားဓာတ်ဤလက္ခဏာပြောအောင်မယ်တခါကြီး မှန် နော် ပါဗျာ အဲ့တော့ဓာတ်ဆိုတာဥစ္စာအနုပထဝီဓာတ်အာဘောဓာတ်တေဇောဓာတ်ဝါယောဓာတ် မှန်ပါ ဓာတ်ဆိုတဲ့ဥစ္စာဘယ်လိုလဲဆိုတော့ဓာတ်ဤသဘောလက္ခဏာကိုသိရမယ် မှန်ပါဗျာ အခုတော့
စာရဲကဓာတ်တည်တာသိတယ်တကယ်ကြီး မှန်ပါဗျာ ပြစ္ဆုတ်ပံကဲဓာတ်ကိုပြောစမ်းပါဆိုတော့ပထဝီဓာတ်အာဘောဓာတ်နုညံပထဝီမာပထဝီခလေးလေးသင်လဲမတတ်ဘူးလား တတ်ပါတယ်ဗျာ အဲ့ဒီလိုဒါကြောင့်မလို့တရားရှာဘာနဲ့တွေ့လဲတကယ်ကြီး တောင်းနဲ့တွေ့ဗျာ ခန္ဓာမရှာဘူး မချပါဘူးဗျာ စောက်ထဲရှာ မှန်ပါဗျာ စောက်ထဲရှာတော့စာပဲတွေ့ သာပဲတွေ့တာလေ ခန္ဓာရှာတော့ဓာတ်တွေ့ မှန်ပါဗျာ နော်ခန္ဓာရှာတော့ဓာတ်တွေ့တော့တကယ်ကြီးဓာတ်ဤလက္ခဏာဆိုတာကပြစ္ဆုတ်ပံပေါ်လာ မှန်ပါဗျာ ပြစ္ဆုတ်ပံပေါ်ပြလိုက်တဲ့သဘောတရားလေး မှန်ပါဗျာ ဘယ်လိုပေါ်ပြတယ်လဲဆိုတော့ပြဉ္ညာနဲ့ပရမခွဲမယ်နော် မှန်ပါဗျာ ပြဉ္ညာနဲ့ပြဉ္ညာလို့တင်စားပြောအခုပြောမှာပြဉ္ညာလို့တင်စားပြောတာ မှန်ပါဗျာ ဓာတ်ဤလက္ခဏာကပြစ္ဆုတ်ပံပေါ်ပြလိုက်တဲ့သဘောတရားလေး မှန်ပါဗျာ တင်းတယ်ဆိုတဲ့တောင်းတယ်ဆိုတဲ့ထုံတာဆိုတာပြဉ္ညာတရား မှန်ပါဗျာ ဓာတ်ဆိုတာလည်းပြဉ္ညာတရား မှန်ပါဗျာ ပြစ္ဆုတ်ပံတင်းတာလေးပေါ်ပြလိုက်တယ်တောင်းတာလေးပေါ်ပြလိုက်တယ်ထုံတာလေးပေါ်ပြလိုက်တယ်အောက်နာလေးပေါ်ပြလိုက်တယ်ကြိုက်တာလေးပေါ်ပြလိုက်တယ်ကြက်တာလေးပေါ်ပြလိုက်တယ်ကြက်တာလေးပေါ်ပြလိုက်တယ်ယိုကြတာပေါ်ပြလိုက်တယ်ပူဓာလေးပေါ်ပြလိုက်တယ်ဣဓာလေးပေါ်ပြလိုက်တယ်လှုပ်ဓာလေးပေါ်ပြလိုက်တယ်ပြစ္ဆုတ်ပံပေါ်သူကပြ မှန်ပါဗျာ တင်းတာလေးပြစ္ဆုတ်ပံပေါ်ပြလိုက်တယ်တကယ်ကြီး မှန်ပါဗျာ အဲ့တော့သမာဓိရှိတဲ့ပုဂ္ဂိုလ်ကြတော့ပြစ္ဆုတ်ပံတင်းတာလေးပေါ်ပြလိုက်တဲ့ဥစ္စာကဓာတ် မှန်ပါဗျာ ပေါ်ပြတဲ့သဘောလေး မှန်ပါဗျာ ပေါ်ပြတာလည်းကြိုင်လို့လည်းမရဘူး မရပါဘူး ဓာတ်ဤလက္ခဏာလေးနော် မှန်ပါဗျာ ပြစ္ဆုတ်ပံပေါ်ပြလိုက်တယ်ပေါ်ပြလိုက်တော့ပြစ္ဆုတ်ပံပေါ်ပြလိုက်တဲ့သဘောတရားတွေကဓာတ်ပဲ မှန်ပါဗျာ တင်းနဲ့တောက်နဲ့ထုံနဲ့ကျင်းနဲ့ဆိုတာဒါကပထဝီဓာတ်အာဘောဓာတ်ဆိုတာပြညာပဲ မှန်ပါ ပြစ္ဆုတ်ပံပေါ်ပြလိုက်တဲ့သဘောလက္ခဏာလေးပါ မှ လား န်ပါဗျာ ပြစ္ဆုတ်ပံဆက်ဆက်ကလေး မှန်ပါဗျာ ပေါ်ပြလိုက်တဲ့တင်းနာလေးပေါ်လာတယ်တကယ်ကြီး မှန်ပါ တစ်ခုတည်းတင်းနဲ့တစ်ခုတည်းပေါ်လာတယ် ပေါ်လာပါဗျာ နော်တင်းနဲ့နည်းနည်းလေးတင်းလာ မှန်ပါဗျာ တင်းလာတော့တော်တော်ကြာသူ့တဲ့ပိုတင်းလာ မှန်ပါဗျာ သူ့တဲ့တခါပိုတင်းလာဗျာ မှန်ပါဗျာ သူ့တဲ့ပိုတင်းလာဗျာ မှန်ပါဗျာ ပျောက်မသွားဘူးလား ကြောက်တော့ပါဗျာ ပြစ္ဆုတ်ပံပေါ်ပြလိုက်တဲ့သဘောတရားဓာတ်လက္ခဏာမသိဘူးလား ပြီးပါဗျာ အစင်တင်းနေတဲ့တင်းနေတဲ့တင်းပိုတင်းပျောက်ပျောက်သွားတယ်ရုပ်သဘောမသိဘူးလား ပြီးပါဗျာ ပြစ္ဆုတ်ပံပေါ်ပြလိုက်တဲ့သဘောတရားကဓာတ်လက္ခဏာ မှန်ပါဗျာ သူ့တဲ့ကဲကြီးနေတဲ့ကြီးပြီးတော့ပျောက်သွားတဲ့ဥစ္စာကရုပ်လက္ခဏာ မှန်ပါဗျာ ဒီလိုမှမသိပဲနဲ့တကကြီးစောက်တဲ့ကပထဝီဓာတ်အာဘောဓာတ်နုညံပထဝီမာပထဝီဆိုတာအဲ့ဒါအပယ်မလို့ဘူးသာပါ မှန်ပါဗျာ သင်နေချာချာပြစ္ဆုတ်ပံဓာတ်လက္ခဏာလည်းသိရမယ်ရုပ်လက္ခဏာလည်းသိရ မှန်ပါဗျာ နော်ဒီတဘောပါတော့ဓာတ်ပေါ်မှာရုပ် မှန်ပါဗျာ ဓာတ်ပေါ်မှာရုပ်ခွဲသွားတာ မှန်ပါ ဘုရားကခွဲသွားလိုက်တဲ့ဥစ္စာသင်နေချာချာခွဲသွားတယ်မဟုတ်လား မှန်ပါဗျာ ပြဉ္ညာလို့တင်စားပြီးတော့ပထဝီဓာတ်ဤသဘောကနုညံပထဝီမာပထဝီနော်လေးပထဝီဒါတွေခွဲသွားတယ်တကယ် မှန်ပါဗျာ အဲ့ဒါပြဉ္ညာလို့တင်စားပြီးရုပ်ကိုခွဲသွားတာ မှန်ပါဗျာ ဓာတ်ကိုပထဝီဓာတ်အာဘောဓာတ်တေဇောဓာတ်ဝါယောဓာတ်တဲ့ဓာတ်က မှန် တော့ ပါဗျာ ဓာတ်ဆိုတာတစ်ခုတည်း မှန်ပါဗျာ ရုပ်ကိုတခါတည်းခွဲပြန်တယ်တခါကျ မှန်ပါ နုညပထဝီမာပထဝီလေးပထဝီဒီလိုဆိုထားတယ် မှန်ပါ ပြဉ္ညာလို့တင်စားပြီးခွဲသွားတာ မှန်ပါ အဲ့ဒီတော့အကျမ်းစာရုပ်ဤသဘောတရားအကျမ်းစာဓာတ်ဤလက္ခဏာသဘောတရားတရားဓမ္မတွေလွယ်ကူစွာသိအောင်နော် မှန်ပါဗျာ အခုမကြည့်မကြမှာအထုတ်တဲ့ပုံကိုယ်တွေကတော့တရားကြီးမရှိတဲ့ပဲရိုက်ပြီးတရားကြီး မှန်ပါဗျာ တင်းတယ်လို့ပေါ်လာရင်တင်းတယ်လို့သိပြန်ပြီတင်းတာရိမ့်သွားပြန်ပြီတောင်းတာပေါ်လာရင်တောင်းတာကိုရိမ့်သွားပြန်ပြီ မှန်ပါဗျာ ထုံတာပေါ်လာရင်ထုံတာရိမ့်သွားပြန်ပြီ မှန်ပါဗျာ အောင့်တာပေါ်လာရင်အောင့်တယ်လို့ရိမ့်သွားပြန်ပြီ မှန်ပါဗျာ ကြိုက်တာပေါ်လာရင်ကြိုက်တယ်လို့ရိမ့်တယ်ကြက်တာပေါ်လာရင်ကြက်တယ်လို့ရိမ့်တယ် မှန်ပါဗျာ ရိမ့်သွားတာနော် မှန်ပါဗျာ အဲ့ဒါဒိဋ္ဌိနဲ့တဏှာကြီး မှန်ပါဗျာ အယူမှားအသိမှားအမှတ်မှား မှန်ပါဗျာ နော် မှန်ပါ အဲ့ဒိဋ္ဌိနဲ့တဏှာကြီးပဲ မှန်ပါဗျာ အဲ့ဒီဝေဒနာပေါ်မှာဒိဋ္ဌိနဲ့တဏှာဖြစ်တာ မှန်ပါဗျာ တင်းတယ်လို့သိလိုက်ရင်ဒိဋ္ဌိ မှန်ပါဗျာ တင်းတာလေးကန့်ကြည့်တာကတဏှာ မှန်ပါဗျာ နော်ဆွဲလန်းသွားတာပြီနော် မှန်ပါဗျာ အဲ့ဒီတော့ပူတယ်လို့သိရင်ဒိဋ္ဌိ မှန်ပါဗျာ ပူတာကြီးကိုဆွဲလန်းသွား မှန်ပါဗျာ အဲ့ဒါဒိဋ္ဌိနဲ့တဏှာ မှန်ပါဗျာ ဒိဋ္ဌိနဲ့တဏှာကန့်ကြည့်တာဟုတ်တယ်ကြ မှန်ပါဗျာ ပူတယ်လို့ကန့်ကြည့် မှန်ပါ ပူတယ်လို့သင်ညာကပြေးတော့အယူမှားသွား မှန်ပါဗျာ အဲ့ဒီတော့အာယောနိသောမနတိကာရတဲ့မှားသောနှလုံးသွင်းခြင်း မှန်ပါဗျာ ယောနိသောမနတိကာရမှန်သောနှလုံးမသွင်းဘူး မှန်ပါဗျာ အဲ့ဒီတော့အာယောနိသောမနတိကာရသမာဓိဋ္ဌိ မှန်ပါဗျာ မှားသောဟာဆွဲလန်းတော့မိစ္ဆာဒိဋ္ဌိ မှန်ပါဗျာ မှားတာဒီနှလားမရှိ မှန်ပါဗျာဗျာခဏရှိပါ မရှိတာဆွဲလန်းတာကမိစ္ဆာ မှန်ပါဗျာ ရှိတာဆွဲတာကသမာ မှန်ပါ ဒိဋ္ဌိကြီးပဲ မှ
မိစ္ဆာဒိဋ္ဌိသမာဓိဋ္ဌိဒီနှစ်ပါးပဲရှိတယ်မို့လားရှိတာကိုအမှန်စွဲလန်းတာကသမာရှိတာကြီးကိုပူတာကြီးကိုစွဲလန်းနေတာကမိစ္ဆာအဲ့တော့မိစ္ဆာရဲ့သမာရဲ့ဒီနှစ်လားပဲရှိတယ်မို့လားအဲ့ဒီတော့အရေးကြီးဆုံးကဒကာကြီးတို့မိစ္ဆာနဲ့သမာကိုပြောင်းဖို့အရေးကြီးယောနိသောမနတိကာရမှန်သောနှလုံးသွင်းနိုင်ဖို့အရေးကြီးဆုံးကဓာတ်လက္ခဏာကိုအရင်မြင်ဖို့အရေးကြီးနော်အခုညာနာဇာတိဆရာတော်ဘုရားကျဓာတ်လက္ခဏာပြနေပေါ့လားဓာတ်ပေါက်လဲသောတပန်တီတာပဲဓာတ်ပေါက်သွားဖို့အရေးကြီးဓာတ်လက္ခဏာဆိုတော့ပြစ္ဆုတ်ပန်ဆက်ဆက်ကလေးပေါ်ပြတဲ့သဘောလေးတင်နာလေးပေါ်ပြတယ်တောင်းနာလေးပေါ်ပြတယ်ထုံနာလေးပေါ်ပြတယ်အောက်နာလေးပေါ်ပြတယ်ပေါ်ပြီးတော့တခုတည်းပေါ်ပြတာဩပေါ်ပြတယ်လို့ဒီလိုသိလိုက်တာဓာတ်တင်းနဲ့တောင်းတဲ့တော့ပြောင်းသွားတဲ့သဘောလေးကိုတင်းနဲ့တောင်းတာကနေပြီးတင်းတာကနေပြီးတောင်းတာကနေထုံတာကအောက်တာဆိုပြောင်းသွားပြီဆိုလို့ရှိရင်ရုပ်တင်းနဲ့တောင်းတဲ့ထုံတယ်လို့သိလိုက်သိတာပညာပြောင်းလွဲသွားတဲ့သဘောလေးကိုသိလိုက်တာကရုပ်ပြစ္ဆုတ်ပါပေါ်တဲ့သဘောလေးကိုသိလိုက်တာကဓာတ်အဲ့ဒီလိုဓာတ်ဤလက္ခဏာရဲ့ရုပ်ဤလက္ခဏာရဲ့သိလို့ရှိရင်တခါကြီးဒီပြင်ရိုက်မအောင်မလားမရိုက်ပါဘူးဗျာယောနိသောမနတိကာရမှန်သောနှလုံးသွင်းခြင်းဆိုတဲ့ရုပ်နဲ့ရုပ်လက္ခဏာဓာတ်လက္ခဏာကိုသွင်းမှန်ပါဗျာမြင်လိုက်ပြီဆိုတော့အစ္ဆတသဏ္ဍာန်ကပြစ္ဆုတ်ပါပေါ်တဲ့သဘောလေးကိုသိလိုက်တာကဓာတ်မှန်ပါဗျာပြစ္ဆုတ်ပါပေါ်ပြလိုက်တဲ့သဘောလေးမှန်ပါပြောင်းသွားပြီဆိုလို့ရှိရင်နည်းနည်းလေးပူလာတယ်ပေါ်ပြတဲ့ဓာတ်မှန်ပါဗျာအဲ့ဒီကပိုးပူလာရင်ပြောင်းသွားပြီမှန်ပါရုပ်ပြောင်းလွှဲတဲ့သဘောလေးကရုပ်မှန်ပါဗျာတင်းပူလာကနေပြီးအေးတာပြောင်းသွားတယ်မှန်ပါဗျာရုပ်မှန်ပါပြောင်းလွှဲသွားတဲ့ဟာရုပ်မှန်ပါဗျာပြစ္ဆုတ်ပါပေါ်တဲ့သဘောလေးကဓာတ်မှန်ပါဗျာအဲ့ဒီလိုဓာတ်လက္ခဏာနဲ့ရုပ်လက္ခဏာနဲ့မသိဘူးလားသိပါဗျာသိပါပြီနော်မှန်ပါဗျာဗဟိတကြပြန်တော့အစ္ဆတသဏ္ဍာန်ကနေပြီးတော့မြင်လိုက်တဲ့အချိန်ကပြစ္ဆုတ်ပါပေါ်ပြလိုက်တာဓာတ်ပဲမြင်မှန်ပါဗျာပြောင်းသွားပြီတဲ့တခါတည်းပြောင်းလွှဲတဲ့သဘောလေးကိုဘာသာလို့ပြောမယ်မှန်ပါဗျာဒကမလည်းဦးမြင်လိုက်တာကဘာမြင်လိုက်တယ်ပြောင်းသွားတာကိုမြင်တာလို့ပြောင်းမြင်လိုက်တာလေဒကမမြင်လိုက်တာမျက်ခွက်ကလေးအရင်မြင်လိုက်တယ်မျက်လုံးလည်းမြင်လိုက်တယ်နှာခေါင်းလည်းမြင်လိုက်တယ်ပါးစပ်လည်းမြင်လိုက်တယ်ပါးလေးမြင်လိုက်တယ်တခါတည်းပခုံးမြင်လိုက်တယ်ရင်ပတ်မြင်လိုက်တယ်တခါတခါမြင်လိုက်တယ်အကုန်လုံးတောက်ချောက်ကြီးတခါမြင်သွားတယ်အဲ့ဒါပြောင်းသွားအဲ့ဒီလိုပြစ္ဆုတ်ပါမျက်စိနဲ့ပြက်ခဲလို့ပေါ်ပြီးတော့သိပေါ်ပြလိုက်တာလေးကဓာတ်မှန်ပါဗျာအစင်လေးပြောင်းပြီးတော့မြင်ပြောင်းသွားတာကရုပ်မှန်ပါဗျာဒီလိုဘယ်လိုမှမသိဘူးပြောတော့စာရုပ်တွေပဲပြောတယ်မှန်ပါဗျာသဘောကိုသိသလားဆိုတော့မသိဘူးမသိပါဘူးအဲ့ဒါကြောင့်မို့သိသေးချာချာဥပဇင်းတို့ကသင်္ဃာရှင်းသမားတယ်မှန်ပါဗျာသင်္ဃာရှင်းတယ်သာသနာသာရှင်းရေးမှန်ပါဗျာနော်သာသနာသာရှင်းလို့ရုပ်ကဘယ်လိုဆိုတဲ့ဥစ္စာဓာတ်ကဘယ်လိုဆိုတာအဲ့ဒါနောက်ကြတော့တရားဓမ္မတွေမေးပြီးတော့မှန်ပါဗျာသိသေးချာချာမေးနိုင်အောင်လို့အခုရှင်းတာမှန်ပါဗျာပြစ္ဆုတ်ပါမျက်စိနဲ့တိုက်ခိုက်လို့ပေါ်ပြလိုက်တဲ့သဘောလေးကဓာတ်မှန်ပါဗျာနော်တခါတည်းကိုမျက်စိမြင်တယ်နားမြင်တယ်နှာခေါင်းမြင်တယ်ပါးစပ်မြင်တယ်တခါတည်းလေပင်လေးမြင်လိုက်တယ်ခါးလေးမြင်လိုက်တယ်တင်ပါလေးမြင်လိုက်တယ်ဆိုရင်ပြောင်းလွှဲပြီးမြင်သွားပြီရုပ်ကလည်းပြောင်းလွှဲတယ်စိတ်ကလည်းပြောင်းလွှဲညွတ်သွားတယ်နော်ပြောင်းသွားပြီမဟုတ်လားအဲ့ဒီလိုဒီမဲ့မျက်စိတို့နားတို့နှာခေါင်းတို့ဒီလိုသိသွားတဲ့ဥစ္စာပညာချောတယ်လှတယ်ဆိုတာပညာသဘောတရားလေးကပြောင်းလွှဲသွားတယ်သဘောတရားလေးလို့သိလိုက်ရင်ရုပ်လက္ခဏာအဲ့ဒီလိုလက္ခဏာကိုအဲ့လိုပြောင်းလွှဲပြီးတော့သွားတဲ့သဘောတရားလေးကိုသိလိုက်ရင်ရုပ်ပဲအဲ့ဒါဖယားကပါလေတဲ့အနိစ္စပညာအနိစ္စပြောတာအဲ့ဒါအနိစ္စกว่าအဲ့ဒါမမြဲတာกว่าအဲ့ဒါသင်္ခါရกว่าအဲ့ဒီသင်္ခါရဟာအနိစ္စအဲ့ဒီသင်္ခါရဟာလည်းဒုက္ခအဲ့ဒီသင်္ခါရပြောင်းနေတာကလည်းသူ့သဘောကအနတ္တသာဝေသင်္ခါရအနိစ္စသာဝေသင်္ခါရဒုက္ခသာဝေသင်္ခါရအနတ္တဖယားပညာလို့တင်စားပြောသွားတယ်အဲ့ဒီတော့အခုတော့စာအုပ်ထဲကသာဝေသင်္ခါရအနိစ္စသာဝေသင်္ခါရဒုက္ခသာဝေသင်္ခါရအနတ္တဒါပဲသိတယ်တကယ်ပြစ္ဆုတ်ပန်ဓာတ်ဤလက္ခဏာကဘယ်လိုရုပ်ဤလက္ခဏာကဘယ်လိုရုပ်ဤသဘောတရားကဘယ်လိုလဲဆိုအဲ့ဒီပြစ္ဆုတ်ပန်ကြတော့မသိဘူးမှန်ပါဗျာမသိပါဘူးဗျာသမာဓိမှမရှိပဲနဲ့မှန်ပါသမာဓိမရှိတော့မသိဘူးမသိပါဘူးဗျာမသိတော့ပဲစာအုပ်ထဲကဟာသွားပြီးသိပြီးတော့ဒါပဲတရားထင်နေမှန်ပါဗျာနော်အဲ့ဒါတရားထင်ခန္ဓာမရှာဘူးမှန်ပါဟိုဟာကအကြောင်းတရားအကျိုးတရားရှာရမှန်ပါဗျာဟိုအကြောင်းတရားကြည့်ပြီးတော့ခန္ဓာကိုအကျိုးတရားမြောင်ကြည့်မှန်ပါဗျာအကြောင်းနဲ့အကျိုးပဲမဟုတ်လားမှန်ပါပရိယအကြောင်းပရိပအကျိုးမှန်ပါဗျာနော်ပရိယအကြောင်းတရားကနေပြီးပြည့်ညတ်လို့တင်စားပြီးဟိုက
လောက်ထားတာ မှန်ပါဗျာ ပရမမဟုတ်ဘူး ဟုတ်ပါဗျာ ဒီမှာပြစ္ဆုတ်ပါမပရမ မှန်ပါဗျာ ကဲအတိတ်အနာဂတ်ဆိုတာရှိတာမဟုတ်ဘူး မှန်ပါဗျာ ဟိုမှာပြစ္ဆုတ်ပါသဘောတရားကိုကြည့်ပြီးတော့ခန္ဓာရှာလိုက်လို့ရှိရင်ပြစ္ဆုတ်ပါတွေးလိမ့် မှန်ပါဗျာ သဘောတရားတွေတွေးလိမ့် မှန်ပါဗျာ အဲ့ဒီသဘောတရားကိုတော့မရှာဘူးတခါကြီး မှန်ပါဗျာ စောက်တဲ့ရှာ ကြောက်တယ် အဲစောက်တဲ့ကနေပြီးတို့လည်းသိနေတာဘာလို့ကယုံနာပဲဆိုရော့လိုက်တာအာကြီးပဲဦးစင်းတို့တကားဟောအခုခရမ်းကလာတာပဲ မှန်ပါဗျာ ခရမ်းစာတတ်တွေလိမ့်ပေါ်တာပေါ့ မှန်ပါဗျာ စာတတ်တွေပေါ်တော့တခါတည်းကိုယုံနာပြောလိုက်ခြင်းတခါတည်းကိုဘယ်ပါတီကဘယ်လိုဆိုလို့ရှိရင်အသာလေးဦးစင်းကတော့နားထောင်တယ် မှန်ပါ အဲ့ဒီတော့နောက်ကျတော့သဘာဝနဲ့ကန်လိုက်တော့အဲ့ဒီစာတတ်ကြီးတွေဒီမှာပါစမဟာ မှန်ပါဗျာ ဝင်ခါနေပဲလို့ကြောင့်တပည့်တော်တို့အခုသိပါပြီဗျာ မှန်ပါဗျာ နော်အဲ့ဒီတော့တခါကြီးကအခုတော့မသိသေးဘူးသေဃာကြီးဆဲဆဲကျတော့ဒိဋ္ဌိနဲ့တဏှာဖြစ်နေတဲ့ဥစ္စာသေဃာကြတော့သိလိမ့် မှန်ပါဗျာ နော်အခုတော့မသိသေးဘူးကိုသိတယ်လို့ထင်နေတယ် မှန်ပါဗျာ အခုဟာကတရားတော်မတွေသေသေးချာချာသိဖို့ဟာဓာတ်ဤလက္ခဏာရဲ့ရုပ်ဤလက္ခဏာရဲ့အခုပြောနေတာ မှန်ပါဗျာ အစ္ဆတကဓာတ်ဤလက္ခဏာနဲ့ရုပ်ဤလက္ခဏာသိလို့ရှိရင်ဗိဓာလည်းမြင်ပြီ မှန်ပါဗျာ မျက်စိနဲ့အကြောင်းအလျော်စွာတက်ခဲ့လို့ပြစ္ဆုတ်ပါပေါ်ပြလိုက်တာကဓာတ်လက္ခဏာ မှန်ပါဗျာ ပြောင်းလဲသွားတဲ့သဘောလေးကရုပ်လက္ခဏာ မှန်ပါဗျာ နားတဲ့အသာနဲ့ကြားလိုက်တာကအသာဤကြားလိုက်တဲ့ပြစ္ဆုတ်ပံကြားလိုက်တာကပေါ်ပြလိုက်တာကဓာတ်လက္ခဏာ မှန်ပါဗျာ အသံတစ်ခုပြီးတစ်ခုပြောင်းသွားတာအကြီးတဲ့ကြီးသွားလိုက်တာကတခါအသံလေးကိုရှည်ပြီးပြောင်းသွားလိုက်တဲ့ကရုပ်လက္ခဏာ မှန်ပါဗျာ ပြစ္ဆုတ်ပံပေါ်ပြတာကဓာတ်လက္ခဏာ မှန်ပါဗျာ ပြောင်းလဲသွားတဲ့သဘောကရုပ်လက္ခဏာ မှန်ပါဗျာ မသိဘူးလားတခါကြီး သိပါဗျာ နော် မှန်ပါ နှာခေါင်းနဲ့အနံ့နဲ့ထိမှန်လိုက်တဲ့အခါပြစ္ဆုတ်ပံတက်ခိုက်လို့ပေါ်ပြလိုက်တာကအနတ်ဤဓာတ်လက္ခဏာ မှန်ပါဗျာ အနတ်ကပြောင်းလဲသွားတဲ့သဘောတရားလေးကရုပ်လက္ခဏာ မှန်ပါဗျာ လျာနဲ့ရတာနဲ့စားလိုက်ကပေါ်ပြလိုက်တာကဓာတ်လက္ခဏာ မှန်ပါဗျာ ဓာတ်လက္ခဏာချိုရတဲ့ချိုတာကငါတာကစသွားပြီးပြောင်းသွားလိုက်တာကရုပ်လက္ခဏာ မှန်ပါဗျာ ပြစ္ဆုတ်ပါပေါ်ပြလိုက်တာကဓာတ်လက္ခဏာ မှန်ပါဗျာ အစ္ဆတသဏ္ဍာန်ကလည်းပေါ်ပြလိုက်တာဓာတ်လက္ခဏာပြောင်းလဲသွားတာရုပ်လက္ခဏာ မှန်ပါဗျာ အဲ့တော့တကား6ပေါက်အာယုံကအာယုံ6နဲ့တက်ခိုက်တိုင်းပြစ္ဆုတ်ပါပေါ်တဲ့သဘောတရားကဓာတ်ပြောင်းလဲသွားတဲ့သဘောတရားကရုပ် မှန်ပါဗျာ ရုပ်လက္ခဏာနဲ့ဓာတ်လက္ခဏာမတွေ့ဘူးလား တွေ့ပါဗျာ အဲ့တော့မြင်အရိယသူတော်ကောင်းများမြင်နေပြီတဲ့ရုပ်လက္ခဏာနဲ့ဓာတ်လက္ခဏာမြင်တယ်ပြစ္ဆုတ်ပါပေါ်လိုက်တာကဓာတ်ကိုအရင်မြင်တယ် မှန်ပါဗျာ နောက်စိတ်ကလေးကရုပ်ကိုမြင်တယ် မှန်ပါဗျာ ပြစ္ဆုတ်ပါပေါ်တဲ့သဘောကဓာတ် မှန်ပါဗျာ ဓာတ်ပါလားပြစ္ဆုတ်ပါသဘောတရားလေးပေါ်ပြရင် မှန်ပါဗျာ ပြောင်းလဲသွားပြန်ပါလားလို့ဒီလိုသိလိုက်တာကရုပ် မှန်ပါဗျာ နားနဲ့အသာနဲ့ကြားတယ်ဒီလိုပဲတခါကြီး မှန်ပါဗျာ အဲ့ဒီလိုဓာတ်လက္ခဏာရုပ်လက္ခဏာဒီလိုသိနေပြီဆိုလို့ရှိရဲ့အမြင်မှအသိမှဖြစ်အယူမှဖြစ်မနေဘူးလား ဖြစ်ပါဗျာ နော် မှန်ပါ ရုပ်လက္ခဏာနဲ့ဓာတ်လက္ခဏာမြင်နေပြီ မှန်ပါဗျာ အဲ့ဒီလိုမြင်နေတော့တခါကြီးရဲ့မိမမြင်ယောက်ျားမြင်ပူတယ်ကြိုက်တယ်ထုံတယ်ခွေးကောင်ဝက်တာကြားသေးလား မကြောက်ပါဗျာ နော် မှန်ပါဗျာ မျက်စိပေါက်ကလည်းအမြင်မှအသိမှဖြစ်မနေဘူးလား ဖြစ်ပါဗျာ နားကလည်းအမြင်မှအသိမှအယူမှမဖြစ်ဘူးလား ဖြစ်ပါဗျာ မရှိတဲ့ဘက်ရင်းသေးလား မရိပ်ပါဗျာ မျက်စိရောက်ကလည်းမိမရင်းသေးလား မရိပ်ပါဗျာ ယောက်ျားရင်းသေးလား မရိပ်ပါဗျာ မျက်ချောတယ်လို့ရင်းသေးလား မရိပ်ပါဗျာ ဝတယ်လို့ရင်းသေးလား မရိပ်ပါဗျာ ချောတယ်လှတယ်ဖြူတယ်ဖွေးတယ်လို့ရင်းသေးလား မရိပ်ပါဗျာ တကား6ပေါက်အာယုံကအာယုံ6နဲ့တက်ခိုက်တိုင်းဓာတ်လက္ခဏာမြင်နေတဲ့ပုဂ္ဂိုလ်ရုပ်လက္ခဏာမြင်နေတဲ့ပုဂ္ဂိုလ်မပြောင်းတော့ဘူးတခါကြီး မှန်ပါဗျာ တကယ်ရှိတဲ့ပြစ္ဆုတ်ပံသဘောတရားတွေမြင်ကုန်ပြီတခါ မှ ကြီး န်ပါဗျာ ပုရုษင်များကတော့တခါကြီးမျက်စိပေါက်နားပေါက်နှာခေါင်းပေါက်ပါးစပ်ပေါက်ကိုယ်ပေါက်မနှောပေါက်အကုန်လုံးရိုင်တော့တာပဲ မှန်ပါဗျာပါဗျာ မရှိတဲ့ဘက်ကိုရိုင်တာတခါကြီး မှန်ပါဗျာ မရှိတဲ့ဘက်အနုကဲရိုင်လိုက်တော့မျက်စိပေါက်ကမိမရဲလို့မြင်ပြီးမိမရဲလို့သိလိုက်တော့တဏှာနောက်ကရိုင်ပြီးလဲသွားပြီ မှန်ပါဗျာ မိမရဲလို့အယူမသွားတယ် မှန်ပါဗျာ မိမရဲလို့ကန့်ရင်လဲလို့ຢာကတွေဖြစ်ကုန်ပြီ မှန်ပါဗျာ တဏှာတွေဖြစ်ကုန်ပြီနော်ရိုင်မသွားဘူးလား ရိုင်းပါဗျာ ဘာကြောင့်ရိုင်တယ်လဲတဲ့ရုပ်ပေါ်ရိုင်တာ မှန်ပါဗျာ ဝေဒနာပေါ်ရိုင်တာရတာက မှန်ပါဗျာ နော်အဲ့ဒီတော့အစ္ဆတသဏ္ဍာန်ဓာတ်ကြီးလေးပါဤသဘောတရားပေါ်မှာတင်းတယ်လို့တောင်းတယ်လို့ထုံတယ်လို့နူးညံ့တယ်ခက်မာတယ်မာတယ်ဒါတွေရိုင်းတာ မှန်ပါ အဲ့ဒါကပြဉ္ညာတွေ မှန်ပါ ပြစ္ဆုတ်ပံလက္ခဏာဤသဘာဝကိုမသိဘူးတခါကြီး မှန်ပါဗျာ ပထဝီဓာတ်အာဘောဓာတ်တေဇောဓာတ်ဝါယောဓာတ်ဆိုတော့လေးစိတ်ဖြစ်နေမှာပေါ့ မှန်ပါဗျာ ပထဝီသိလိုက်တဲ့စိတ်အာဘောကိုသိလိုက်တဲ့စိတ်တေဇောကိုသိလိုက်တဲ့စိတ်ဝါယောကိုသိလိုက်တဲ့စိတ်အဲ့ဒီပထဝီကမှနေပြီးနုညံကိုသိလိုက်တဲ့စိတ်တောက်နယ်လို့သိလိုက်တဲ့စိတ်ထုံနယ်လို့သိလိုက်တဲ့စိတ်
အောက်နဲ့ကြိုက်တယ်လို့သိတဲ့စိတ်ဓာတ်သင်္ခါရတွေဖြစ်မနေဘူးလား ဖြစ်ပါဗျာ ဓာတ်ဆိုတာတစ်ခုတည်းတကကြီး မှန်ပါဗျာ ပထဝီလည်းဓာတ်အာဘောလည်းဓာတ်တေဇောလည်းဓာတ်ဝါယောလည်းဓာတ်ဓာတ်ကတော့တစ်ခုတည်း မှန်ပါဗျာ ပထဝီအာဘောတေဇောဝါယောဆိုတာပညာပဲ မှန်ပါ ဓာတ်ဆိုတဲ့လက္ခဏာလေးကတစ်ခုတည်းပဲဒါပဲပထဝီကလည်းဓာတ်အာဘောလည်းဓာတ်အဲ့တော့ဓာတ်လက္ခဏာပေါက်သွားတဲ့ပုဂ္ဂိုလ်ကြတော့မြင်လိုက်တဲ့အချိန်ကပြစ္ဆုတ်ပံပေါ်ပြလိုက်တဲ့ဓာတ်ဤသဘောနဲ့ကြားလိုက်တဲ့အသံလည်းဓာတ်ဤသဘောနာနာလည်းဓာတ်ဤသဘောစားလိုက်တဲ့ရတာလည်းဓာတ်ဤသဘောပြစ္ဆုတ်ပံပေါ်ပြလိုက်တာ မှန်ပါဗျာ အစဉ်ပြောင်းလဲသွားပြီဆိုရင်ရုပ်ဤသဘော မှန်ပါဗျာ သိပြီတကကြီး သိပါဗျာ လက္ခဏာတစ်ခုတည်းဖြစ်မနေဘူးလား ဖြစ်နေပါဗျာ ဓာတ်လက္ခဏာတစ်ခုတည်း မှန်ပါ ပထဝီအာဘောတေဇောဝါယောသိသေးလား မသိပါဗျာ နုညပထဝီမာပထဝီလို့သိသေးလား မသိပါဗျာ ပြစ္ဆုတ်ပါပေါ်ပြတဲ့သဘောတရားတွေကဓာတ် မှန်ပါဗျာ ပြောင်းလဲသွားတဲ့သဘောလေးကရုပ် မှန်ပါဗျာ အဲ့တော့ဓာတ်လက္ခဏာနဲ့ရုပ်လက္ခဏာနဲ့မြင်နေ မှန်ပါ အဲ့လိုမြင်လို့ရှိရင်ဒီမှာအပေလွတ်တယ် မှန်ပါဗျာ နော်ဒီလိုမှမမြင်လို့စာအုပ်ထဲကဥစ္စာတွေနဲ့နုညပထဝီမာပထဝီဆိုရင်သေရင်နုညပထဝီမာပထဝီဖြစ်လာလိမ့်မယ် မှန်ပါဗျာ ရှုနိုင်လို့လားနုညပထဝီမာပထဝီဒီလိုလည်းမရှုနိုင်ဘူးစာအုပ်ထဲကသိတာပဲရှိတယ်ဒီကနေ့ဆယ်ကျတော့အော်ဟစ်သေးရော မှန်ပါဗျာ အဲ့ဒါကြောင့်အခုလာရောက်တဲ့ဒကာတော်မတွေဦးစင်းတို့ကတော့ဒီမဲ့အလုံသမားတွေအပြောသမားမဟုတ်ဘူးနဲအလုံလုံးမှကြိုက်တယ်အလုံလုံးမှအပယ်လွတ်မယ်စာအုပ်ထဲကြည့်ပြီးပြောနေလို့အပယ်မလွတ်ဘူးသိရင်ငါတတ်မှာကြီးပဲ မှန်ပါဗျာ နားရကြိုက်တယ်ဖြစ်မှာကြီးပဲ မှန်ပါ ရိမ့်မှာပဲ မှန်ပါ ရိုင်တဲ့ဘက်ရိမ့်သွားလိမ့်မယ် မှန်ပါ အဲ့တော့ရိုင်တဲ့ဘက်မရှိတဲ့ဘက်ကိုမရိမ့်နိုင်အောင်ဟာကိုခန္ဓာကိုရှာကြရလိမ့်မယ်နော်တရားရှာခန္ဓာမှာတွေ့လိမ့် မှန်ပါဗျာ နော်သဘောတရားမှာဓာတ်လက္ခဏာရဲ့ရုပ်လက္ခဏာရဲ့တွေ့လိမ့်မယ်တခါကြီး မှန်ပါဗျာ အဲ့တော့ဓာတ်လက္ခဏာရုပ်လက္ခဏာတွေ့တဲ့တပြိုင်နက်တည်းနာမ်လက္ခဏာပါတွေ့တာ မှန်ပါဗျာ ဘယ်လိုနာမ်လက္ခဏာလဲတဲ့ပြစ္ဆုတ်ပါနာမ်ကလည်းပေါ်ပြလိုက်တဲ့ဥစ္စာလဲနန္ဒ မှန်ပါဗျာ ပြောင်းလဲညှို့သွားပြီဆိုရင်နာမ်ဤသဘာဝ မှန်ပါဗျာ နော်နန္ဒ မှန်ပါဗျာ ပြောင်းလဲညှို့လိုက်ပြီဆိုရင်နာ မှန်ပါဗျာ ပြစ္ဆုတ်ပါသိတဲ့သဘောလေးပေါ်လာတာကဓာတ် မှန်ပါ နန္ဒရုပ်ဓာတ်နဲ့နန္ဒတထပ်ပြီးဖြစ်လာတာ မှန်ပါဗျာ နော်ပြောင်းရုပ်ပြောင်းသွားပြီဆိုနာကနာဖြစ်လာပြီ မှန်ပါ ပြောင်းညှို့သွားပြီ မှန်ပါဗျာ အဲ့ဒီသဘောတွေကိုသိသိချာချာဒါကြောင့်မလို့စိတ်တွေကိုကိုကကျင့်ထားတဲ့ဥစ္စာစိတ်တွေကိုအချထားကုန်သိတယ်လို့ မှန် ပြော ပါဗျာ ခန္ဓာရှာထားတာဒီစိတ်ကလေးတွေကိုခန္ဓာရှာထားတဲ့စိတ်ကဒီစိတ်တွေမှမသိလို့ရှိရင်ခန္ဓာမတွေ့သေးလို့ မှန်ပါဗျာ ခန္ဓာတွေ့စိတ်တွေတွေ့နော်မကျင့်ရင်မရပါဘူး မရပါဘူး စောင့်ထဲရှာလို့ကတော့မရပါဘူးအဲ့တော့ခန္ဓာရှာဖို့အရေးကြီးတယ်နော်အဲ့တော့ပြစ္ဆုတ်ပံတင်းတာလေးပေါ်တော့တင်းတယ်လို့သိမှုလေးပါလာ မှန်ပါဗျာ ပြစ္ဆုတ်ပံသိမှုနဲ့ပေါ်မှုနဲ့တခါတည်းဓာတ်နန္တရုပ်ဓာတ်ပေါ်လာ မှန်ပါဗျာ ပေါ်လာတော့ရုပ်ကပြောင်းသွားတယ် မှန်ပါဗျာ နာကလည်းရုပ်ပြောင်းတော့နာလည်းပြောင်းညွှတ်သွားတယ် မှန်ပါဗျာ ရုပ်ဤပြောင်းလဲခြင်းသဘာဝနာဤပြောင်းလဲခြင်းညွှတ်ခြင်းသဘာဝ မှန်ပါဗျာ ပေါ်ပြတဲ့ဓာတ်လက္ခဏာနန္တလက္ခဏာရုပ်ဓာတ်လက္ခဏာ မှန်ပါဗျာ ပြောင်းလဲသွားတာကရုပ်လက္ခဏာ မှန်ပါဗျာ ပြောင်းလဲညွှတ်တာကနာလက္ခဏာ မှန်ပါဗျာ အဲ့တော့ရုပ်လက္ခဏာနာလက္ခဏာဓာတ်လက္ခဏာကုံစင်အောင်မသိဘူးလား သိပါဗျာ သဘောတရားလေးတွေအဲ့ဒီလိုသဘောတရားလေးတွေသိပြီဆိုယုံနာပိုင်းခြားပြီးမသိဘူးလား သိပါဗျာ ဓာတ်နဲ့ပိုင်းခြားမသိဘူးလား သိပါဗျာ နော်ပိုင်းခြားတဲ့ဓာတ်လက္ခဏာလည်းပိုင်းခြားသိတယ်ယုံလက္ခဏာလည်းပိုင်းခြားသိတယ်နာလက္ခဏာလည်းပိုင်းခြားသိတယ်ယုံနဲ့နာနဲ့ကွဲလွဲမနေဘူးလား မှန်ပါဗျာ ဓာတ်လည်းကွဲလွဲမနေဘူးလား မှန်ပါဗျာ ယုံလည်းကွဲလွဲတယ်နော် မှန်ပါဗျာ နာလည်းကွဲလွဲတယ် မှန်ပါဗျာ အော်မြင်လိုက်တဲ့ဥစ္စာကဘာလဲပြောင်းလွဲတဲ့ပြစ္ဆုတ်ပံပေါ်ပြလိုက်တာကဓာတ်လက္ခဏာဓာတ်ကိုမြင်တာ မှန်ပါဗျာ ဓာတ်သဘောလေးပြစ္ဆုတ်ပံပေါ်ပြလိုက်တာလေးနော် မှန်ပါဗျာ ပေါ်ပြလိုက်တဲ့သဘောလေးမြင်တော့ပြောင်းလွဲသွားတဲ့ဟာရုပ်ကိုမြင်ပြန်တယ် မှန်ပါဗျာ နာငိုတစ်ခါပြောင်းလွဲရှင်းတဲ့သဘောလေးမြင်လဲနာငိုမြင်ပြန်တယ် မှန်ပါဗျာ အဲ့တော့ရှင်းကပေါ်ပြတဲ့သဘောကဓာတ်ပြောင်းလွဲသွားတာကရုပ်ပြောင်းလွဲညှို့လိုက်တာကနာအဲ့တော့ရုပ်နဲ့နာနဲ့ပိုင်းခြားမသိဘူးလား သိပါဗျာ ပြောင်းလွဲသွားတဲ့သဘောလေးသိလိုက်တာရုပ် မှန်ပါဗျာ ပြောင်းလွဲညှို့တဲ့သဘောလေးသိလိုက်တာကနာ မှန်ပါဗျာ ရှင်းစိတ်ကလေးကရုပ်ကိုမြင်လိုက်တာကဘာလဲယူပပရိစ္ဆေဒညာ မှန်ပါဗျာ နောက်ကညှို့တတ်တဲ့သဘောလေးကိုသိလိုက်တာကနာမပရိစ္ဆေဒညာ မှန်ပါဗျာ ဟိုစောင့်တဲ့ကညာစဉ်ပြောတာမဟုတ်ဘူး မှန်ပါဗျာ ခန္ဓာကနေပြီးညာစဉ်ပြောတာ မှန်ပါ နော်ရှင်းစိတ်ကမြင်တာကယူပပရိစ္ဆေဒညာနာအခုနောက်စိတ်ကလေးကမြင်လိုက်တာကညှို့တတ်တဲ့သဘောလေးမြင်လိုက်တာကနာမပရိစ္ဆေဒညာ မှန်ပါဗျာ မြင်တာကရုပ်သိတာကနာအဲ့ဒီလိုသိတာကခလေးသိတာ မှန်ပါဗျာ ပူတာကရုပ်ပူတာသိတာနာဒါရုပ်နာကွဲတာမဟုတ်ဘူး မှန်ပါဗျာ ဒါကပြဉ္ညာတိပြောနေတာ မှန်ပါဗျာ နော်သိရမှာကပြစ္ဆုတ်ပံသဘောတရားလေးကိုအော်ရုပ်ဤအစဉ်ဝိပရိနာမအစဉ်
ပြောင်းလဲတတ်တဲ့သဘောတရားလေးကိုမြင်နေရမယ်ပြောင်းလဲပြီးညွတ်တတ်တဲ့သဘောတရားလေးကိုမြင်ရမယ်နာယုနှစ်ပါးတစ်ထပ်တည်းဖြစ်လာတယ်တစ်ထပ်တည်းပြောင်းလဲသွားတယ်ဒီလိုသဘောလေးသိရမယ်အဲ့ဒါကိုဘုရားကသာဘိသင်္ခါရအနိစ္စသာဘိသင်္ခါရဒုက္ခသာဘိသင်္ခါရအနတ္တသင်္ခါရဆိုရုပ်ကလည်းပြောင်းလဲနေတာသင်္ခါရမှန်ပါဗျာနော်နာကလည်းပြောင်းလဲညွတ်နေတာနာသင်္ခါရမှန်ပါဗျာအဲ့ဒီသင်္ခါရဟာတဲ့မမြဲဘူးတဲ့မှန်ပါဗျာမမြဲတာဘာကြောင့်လဲတဲ့ပရမတ်လို့ပြောင်းနေလို့မှန်ပါဗျာပြောင်းနေတာကိုဘုရားကမမြဲဘူးတဲ့မှန်ပါဗျာအဲ့ဒီပြောင်းနေတာကိုမမြဲတာကိုအနိစ္စတဲ့မှန်ပါဗျာအဲ့ဒီသူ့ဟာသူပြောင်းနေတာကိုမပိုင်ဘူးတဲ့သူ့ဟာသူပြောင်းနေတာအနတ္တမှန်ပါဗျာဘုရားခေါ်ခေါ်သမုတ်ထားတဲ့ပြဉ္ညာလို့သာဝေသင်္ခါရအနိစ္စတဲ့ခါသုံးသာဝေတလောကတော့ဟာမှန်ပါဗျာအနိစ္စကြီးပဲတဲ့မှန်ပါဗျာအနိစ္စဆိုတာဘာလဲတဲ့ပြစ္ဆုတ်ပံသဘောတရားလေးကပြောင်းနေလို့တဲ့မှန်ပါဗျာအဲ့ဒီပြောင်းတတ်တဲ့သဘောတရားလေးကိုတော့မသိဘူးမှန်ပါစာအုပ်ထဲကအနိစ္စသာဝေသင်္ခါရအနိစ္စသာဝေသင်္ခါရဒုက္ခသာဝေသင်္ခါရအနတ္တအဲ့ဒါပဲသိမှန်ပါဗျာနော်ပရမတ်အနိစ္စပရမတ်ဒုက္ခပရမတ်အနတ္တသဘောတရားကိုမမြင်မှန်ပါဗျာယထဘူတညာအမှန်မမြင်ဘူးမှန်ပါဗျာမြင်ရမှာကယထဘူတအမှန်မြင်နေရမှာပြစ္ဆုတ်ပါမှန်ပါဗျာဘယ်လိုမြင်ရမှာလဲဘုရားခေါ်သမုတ်ထားတဲ့အနိစ္စဘုရားခေါ်သမုတ်ထားတဲ့ဒုက္ခဘုရားခေါ်သမုတ်ထားတဲ့အနတ္တမှန်ပါဗျာသင်္ခါရအနိစ္စသင်္ခါရဒုက္ခသင်္ခါရအနတ္တမှန်ပါဗျာအပြားဆော့ခေါ်လိုက်တော့အနိစ္စဒုက္ခအနတ္တမှန်ပါဗျာလက္ခဏာတဲ့နော်မှန်ပါဗျာပြစ္ဆုတ်ပံသိရမှာကရုပ်လက္ခဏာနာမ်လက္ခဏာသိရမှန်ပါဗျာဘယ်လိုလက္ခဏာလဲတဲ့ဒါကပြဉ္ညာတို့ပြဉ္ညာလက္ခဏာမှန်ပါဗျာအနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာခေါ်သမုတ်တာမှန်ပါဗျာပြစ္ဆုတ်ပံမြင်ပြီးတော့ရုပ်ဤသာမြင်ညလက္ခဏာရုပ်ဤသဘာဝလက္ခဏာမှန်ပါဗျာနာဤသဘာဝလက္ခဏာရုပ်ဤနာဤသာမြင်ညလက္ခဏာအဲ့ဒီလက္ခဏာကိုသိနေရမှန်ပါဗျာဘယ်လိုသိရမလဲမြင်လိုက်တဲ့အချိန်ခါမှာမမြဲတဲ့တရားကဘာလဲတဲ့ရုပ်ကပြောင်းနေတယ်မှန်ပါဗျာမမြဲတဲ့တရားကဘာလဲတဲ့ပြောင်းလဲခြင်းမမြဲခြင်းကြောင့်မလို့ဒုက္ခသန္တရာတဲ့သန္တရာတဲ့ဘုရားကသန္တရာဤဒုက္ခမှန်ပါဗျာမမြဲတဲ့ဥစ္စာသူ့သဘောနဲ့သူမမြဲတဲ့ဥစ္စာမပိုင်ဘူးတဲ့ငါလည်းမဟုတ်သူလည်းမဟုတ်ဘူးတဲ့သူ့ဟာသူပြောင်းနေတယ်တဲ့အစိုးမရဘူးတဲ့အနတ္တတဲ့မှန်ပါဗျာအနတ္တဆိုတာကသူ့သဘောမှန်ပါဗျာနော်သူ့သဘောဆိုတာသူ့ဟာသူဖြစ်နေတာကိုယ်နဲ့ဘာမှမဆိုင်ဘူးမှန်ပါဗျာအဲ့ဒါချင်းဘုရားကနေပြီးတော့သင်္ခါရအနိစ္စသင်္ခါရဒုက္ခသင်္ခါရအနတ္တမှန်ပါဗျာနော်အခုတော့ပုဂ္ဂိုလ်ရဲ့အနိစ္စဒုက္ခအနတ္တတဲ့အနိစ္စပါကွာဒုက္ခပါကွာအနတ္တပါကွာဒီလိုပြောတယ်ဘယ်ဟာအနိစ္စလဲပြောစားပြစ္ဆုတ်ပါရုပ်ဤသဘောကိုပြောစားဆိုတော့သဘောကြတော့မသိဘူးမှန်ပါဗျာမသိဘူးနော်အဲ့သိရမှာကဘာလဲပြစ္ဆုတ်ပါသဘောလေးကိုသိရမှာတကကြီးမှန်ပါဗျာပြစ္ဆုတ်ပါမြင်လိုက်တဲ့ချိန်ကလည်းမြင်လိုက်တာရုပ်ဤသဘောတရားကဘယ်လိုမြင်ရမှာလဲပြောင်းလဲတတ်တဲ့သဘောလေးမှန်ပါဗျာနောက်စိတ်ကလေးကပြောင်းလဲညွတ်တတ်တဲ့သဘောတရားလေးလက်ဦးကရုပ်မြင်တာမှန်ပါဗျာရုပ်ချင်းမြင်တာမှန်ပါဗျာဝိဇ္ဇာကလိုက်ပြီးသိတယ်ဟောရုပ်ဤသဘောတရားတွေအစဉ်ပြောင်းလဲနေပါလားဆိုတော့ဝိဇ္ဇာမှန်ပါဗျာမိမမမြင်မိမမသိတော့ဘူးမိမမြင်မိမသိတာအဝိဇ္ဇာမှန်ပါဗျာချောတယ်လှတယ်မြင်တာကအဝိဇ္ဇာအဲ့ဒီလိုမြင်တဲ့ပုဂ္ဂိုလ်မှန်သမျှကတော့လူရောနတ်ရောဘုန်းကြီးတွေရောအကုန်ကြမှန်ပါဗျာမရှိတဲ့တရားကြီးသွားမြင်တာမှန်ပါဗျာဒိဋ္ဌိကြီးမှန်ပါဗျာအဲ့ဒီဒါကြောင့်မလို့အခုလိုရှိတာကိုမြင်ပြီးရှိတာကိုသိမယ်ဆိုတော့ရိုင်ရစ်ဒီပြင်ကိုရိုင်နေလားတကကြီးမရိုင်ပါဘူးဗျာမိမပဲရိုင်နေလားမရိုင်ပါဘူးဗျာချောတာပဲရိုင်နေလားမရိုင်ပါဘူးဗျာဝါတာပဲရိုင်နေလားမရိုင်ပါဘူးမျက်စိနားနှာခေါင်းပါးစပ်တင်ပါရင်ပဲခါပဲလို့ရိုင်နေလားမရိုင်ပါဘူးဗျာမျက်စိကမြင်လိုက်တဲ့အချိန်ကပြစ္ဆုတ်ပါပြောင်းလဲခြင်းသဘာဝတရားမှန်ပါပြောင်းလဲညွတ်တတ်တဲ့သဘာဝတရားဒီသဘာဝတရားတွေကိုမြင်နေပြီတကကြီးမှန်ပါဗျာယထဘူတဉာဏ်ကြီးမှန်ပါဗျာသာဘိသင်္ခါရအနေစာယထာပညာယပတ္တိမှန်ပါဗျာသာဘိသင်္ခါရဒုက္ခယထာပညာယပတ္တိမှန်ပါဗျာသာဘိသင်္ခါရအနတ္တယထာပညာယပတ္တိမှန်ပါဗျာအဲ့ဒီသဘောတွေမြင်ရမှာမှန်ပါဗျာအနတ္တမြင်နေပြီမှန်ပါသူသဘောမြင်နေပြီမှန်ပါပညာနဲ့မြင်ပြီတကယ်ကြီးအနိစ္စမြင်သေးလားမြင်တော့ပါဗျာဒုက္ခရောမြင်ပါဗျာဒီအနိစ္စဒီဒုက္ခလွတ်ရမှာမှန်ပါဗျာဒီအနိစ္စဒီဒုက္ခဒီအနတ္တမလွတ်ဖဲနဲ့အနိစ္စဒုက္ခအနတ္တပဲသိလို့လွတ်ပါမလားမလွတ်ပါဘူးသဗ္ဗေသင်္ခါရအနိစ္စသဗ္ဗေသင်္ခါရဒုက္ခသဗ္ဗေသင်္ခါရအနတ္တယထာပညာရပတ္တိဆိုတော့မျက်စိနဲ့မြင်လိုက်တဲ့အချိန်ကဒကာကြီးသဘောမြင်နေပြီတကယ်မှန်ပါဗျာအနတ္တမြင်နေပြီ
အဲ့ဒါကြောင့်မလို့အခုလာရောက်တဲ့တရားဓမ္မတွေလဲမျက်စိပေါက်ကရုပ်အနတ္တနာအနတ္တမြင်ဖို့အရေးကြီးတယ် မှန်ပါဗျာနော် အခုဟာကအနတ္တသာသနာ မှန်ပါဗျာ အတ္တမမြင်တဲ့၄ဘက်ထောက်ပြီးတော့ငမိုးရိတ်ထဲဆင်းရမယ်လား မှန်ပါဗျာ မိမမြင်ရင်ဆင်းရမယ် မှန်ပါဗျာ ယောက်ျားမြင်ရင်ဆင်းရမယ် မှန်ပါဗျာ ခွေးမြင်ရင်ဆင်းရမယ် မှန်ပါဗျာ နွားမြင်ရင်ဆင်းရမယ် မှန်ပါဗျာ ခန္ဓာတွေကဝေဒနာတွေပေါ်တော့ပူလာကြီးရဲ့လောက်ကြိုက်လာကြီးရဲ့အေးလာကြီးရဲ့ထုံနေကျင်းနေကြိုက်တယ်ဆိုဆင်းရမယ်လားမ မှန်ပါဗျာ ရိုင်းကုန်ပြီတခါကြီး မှန်ပါဗျာ အနတ္တမြင်လို့လား မြင်ပါဗျာ ခန္ဓာတွေကလည်းအနတ္တမြင်ရမယ် မှန်ပါဗျာ မျက်စိနဲ့မြင်လိုက်လည်းအနတ္တမြင်ရမယ် မှန်ပါဗျာ ကြားလိုက်တဲ့အသံလည်းအနတ္တမြင်ရမယ် မှန်ပါဗျာ နားနဲ့ချိန်ကလည်းအနတ္တနာရမယ် မှန်ပါဗျာ စားလိုက်တဲ့ချိန်ကလည်းအနတ္တထိလိုက်တာလည်းအနတ္တသိလိုက်တာလည်းအနတ္တယူတာလည်းအနတ္တပေါက်တာလည်းအနတ္တထိုင်တာလည်းအနတ္တအိတ်လိုက်တာလည်းအနတ္တကြီးမြင်ရ မှန်ပါဗျာ အဲ့ဒီလိုအနတ္တမြင်ပါ မှန်ပါဗျာ အနတ္တမြင်တော့မျက်စိပေါက်ကလည်းယုံနဲ့နာအနတ္တမျက်စိလည်းဝင်နေပြီ မှန်ပါဗျာ လက်ဦးတော့ကအနတ္တမဝင်မိမဝင်နေယောက်ျားဝင်နေခွေးဝင်နေဝက်ဝင်နေကြက်ဝင်နေရင်းမြင်းဗစကုမင်းသမီးဝင်နေအကုန်ဝင်နေတယ်မျက်စိတွေအခုမျက်စိပေါက်တဲ့အနတ္တဝင်နေပြီ မှန်ပါဗျာ ဘယ်အနတ္တလဲတဲ့ပြောင်းလဲတဲ့သဘောရဲ့ညှွတ်တတ်တဲ့သဘောရဲ့အနတ္တသူသဘောဝင်နေပြီ မှန်ပါဗျာ နားနဲ့အသာနဲ့ကြားလိုက်တဲ့အချိန်ကအသာတွေကလည်းပြောင်းလဲခြင်းသဘာဝတရားပြောင်းလဲပြီးတော့ညှွတ်တတ်တဲ့သဘာဝတရားနားပေါက်ကလည်းအနတ္တယုံနာဝင်နေပြီ မှန်ပါဗျာ နှာခေါင်းနဲ့အနာနဲ့ထိမှန်လိုက်တဲ့အချိန်ကပြောင်းလဲတဲ့သဘာဝတရားပြောင်းလဲညွတ်တတ်တဲ့သဘာဝတရားနှာခေါင်းပေါက်ကလည်းအနတ္တဝင်နေပြီ မှန်ပါဗျာ အနတ္တဆိုတော့ပညာပြောတာ မှန်ပါဗျာ ပြောင်းလဲတာရဲ့ပြောင်းလဲညွတ်တာရဲ့ဝင်နေတာ မှန်ပါဗျာ နှာခေါင်းပေါက်က မှန်ပါဗျာ လျှာပေါက်ကလည်းပြောင်းလဲခြင်းသဘာဝတရားပြောင်းလဲညွတ်တတ်တဲ့သဘာဝတရားဝင်နေပြီကိုယ်ပေါက်ကလည်းပြောင်းလဲခြင်းသဘာဝတရားပြောင်းလဲညွတ်တတ်တဲ့သဘာဝတရားကိုယ်ပေါက်ကလည်းဝင်နေပြီ မှန်ပါဗျာ မနောပေါက်ကလည်းပြောင်းလဲတဲ့သဘာဝတရားပြောင်းလဲညွတ်တတ်တဲ့သဘာဝတရားမျက်စိပေါက်ကယုံနာအနတ္တဝင်မနေဘူးလား ဝင်ပါဗျာ နားပေါက်ကလည်းယုံနာအနတ္တမဝင်ဘူးလား ဝင်ပါဗျာ နှာခေါင်းပေါက်ကလည်းယုံနာအနတ္တမဝင်ဘူးလားလျှာပေါက်ကလည်းစားကြိမ်မှာယုံနာအနတ္တမဝင်ဘူးလားကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့ချိန်ကယုံနာအနတ္တမဝင်ဘူးလား ဝင်ပါဗျာ မနောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့ချိန်ကယုံနာအနတ္တမဝင်ဘူးလား ဝင်ပါဗျာ အတိတ်ကာလတုန်းကမျက်စိပေါက်ကလည်းမရှိတဲ့အတ္တ မှန်ပါဗျာ နားပေါက်ကလည်းအတ္တ မှန်ပါဗျာ နှာခေါင်းပေါက်ကလည်းအတ္တ မှန်ပါဗျာ ပါးစပ်ပေါက်ကလည်းအတ္တ မှန်ပါဗျာ ချိုးတဲ့ချိုးလိုက်တာချင်းလိုက်တာဆင်းလိုက်တာကာပီလေးတော့ဒီမဲ့ကောင်းကောင်းလေးအရသာမလီရန်ကုန်မြို့ကြီးသနာတယ် မှန်ပါဗျာ သိလာတော့သနာတာပေါ့တခါကြီး မှန်ပါဗျာ ဇိန်ခါနဲ့ဇိန်ခါနဲ့ မှန်ပါဗျာ ဇိန်ခါနဲ့အခုတော့ဇိန်ခါလို့ကောင်းလို့တဲ့အခွင့်အရေးတွေကုန်ယူအောင်ကောင်းယူထားတယ် မှန်ပါဗျာ တော်တော်ကြာကြာအခွင့်အရေးတွေကြာဆင်းလိုက် မှန်ပါဗျာ နော်အခွင့်အရေးတွေဒါကြောင့်အခုလာရောက်တဲ့တရားဓမ္မတွေအခွင့်အရေးကောင်းမယူနဲ့လုံကြ မှန်ပါဗျာ တော်တော်ကြာကြော့ချလိုက်မယ် မှန်ပါဗျာ ကြော့ချတော့မှဟာဆိုပြီးတော့ဒုက္ခဖြစ်တော့မယ် မှန်ပါ နော် ဗျာ ကတ်ကြီးကနေကတ်တယ် မှန်ပါဗျာ မြေခွဲပြီးမျိုးချင်းမျိုးမဲ့ဒီမဲ့ဒီသာသနာမှာမမှီတဲ့ပုံကိုယ်တွေဒီကတ်ကြီးတဲ့ကိုရက်သက်ကြခြောင်ကြလိမ့်မယ် မှန်ပါ လုံရင်လုံကြမသိလို့ပြောတာမဟုတ်သိလို့ပြောတာ မှန်ပါဗျာ မသိဘဲနဲ့မပြောဘူး မှန်ပါဗျာ မသိဘဲနဲ့လည်းဒီမဲ့သိလို့လားပြောတာ မှန်ပါ အဲ့တော့ဒီကတ်ကြီးနဲ့နိကနုံတို့ဒီမဲ့ဒီရက်သက်ကြမချောင်ရအောင်လို့သက်တော့သက်သာလေးနဲ့နေတဲ့ပုံကိုယ်ကြတော့ခန္ဓာကြီးညားနေတဲ့ပုံကိုတို့တော့မလုံနိုင်ပါဘူးအေးလာတဲ့တရားလည်းမထိုင်နိုင်ပါဘူးခန္ဓာကိုညာပြီးတော့ဒိဋ္ဌိတန်လန်းကြီးနဲ့သေရမယ့်ပုံကတော့ငမိုးရိပ်ချောင်းတဲ့ရှောတာချက်စင်း မှန်ပါဗျာ နော်အဲ့ဒီတော့ဒကမာကြီးတွေဥပဇင်းကတော့အလုတ်သမားအပြောသမားမဟုတ်အလုတ်လုံးမှကြိုက်တာ မှန်ပါဗျာ အပြောသမားမဟုတ်ဘူး မှန်ပါ ဒကာကြီးဟာဒီမဲ့အခုတည်းဒီယောဂီကဘာဟုတ်သေးလဲဟင်္ဒရာတို့ဒီမဲ့ဟိုပသိန်တို့ဆိုတာတနေ့ကများဒီမဲ့ဟိုမှာဒီပရိသတ်လောက်ဟာမကဘူးဒီမဲ့နှစ်ပြန်လောက်ရှိတယ်ထိုင်တာလေ မှန်ပါတယ် 3နာရီခွဲလောက်မှပြီးတယ် မှန်ပါဗျာ ထိုင်တာအခုရန်ကုန်မြို့ကြီးကသားထိုင်ဖို့ကောင်းတာ မှန်ပါဗျာ အခုတော့ပြေးကုန် မှန်ပါတယ်ဗျာ ဖဏကလေးတွေဆွဲပြေးရော မှန်ပါဗျာ လောကကြီးမှာအိတ်ချင်တာနဲ့မအားတာနဲ့ပြင်းတာနဲ့ဒါအရေးကြီးမှအဲ့ဒါလေးဘက်ထောက်ပြီးဒီမှာငမိုးရိပ်ထဲဆင်းရမယ်တရား မှန်ပါဗျာ နော်ဥပဇင်းကတော့ဒီမှာယထာလန်းကြီးဒီမှာသရာနဲ့ဟောတာ မှန်ပါဗျာ လွတ်တဲ့ကျင်လုံးတို့ မှန်ပါ ရတဲ့ကျင်လုံးတို့ မှန်ပါဗျာ ဘာကြောင့်လဲလုံးတဲ့ကျင်လုံးတို့ မှန်ပါဗျာ ဥပဇင်းအခုဟောတဲ့ဥစ္စာတကကြီးအပင်မခါဘူးချွေးတွေပါလေကားနေပြီဒီမှာချွဲနေပြီအပင်မခါဟောတာသိတဲ့ကျင်လုံးတို့ဒီမှာငါခန္ဓာမညာတော့ဘူးငါလိုသိကြပါစေတော့ဆိုပြီးတော့ဒီမှာသရာနဲ့ဟောတာ မှန်ပါဗျာ အလကမသိဘဲနဲ့လာဟောတာမဟုတ်ဘူး မှန်ပါဗျာ ဒီမဲ့အပယ်လင့်ကြကူမှာဆိုလို့ဟောတာ မှန်ပါဗျာ အဲ့ဒါကြောင့်မို့လုံးတဲ့ကျင်နဲ့ မှန်ပါမှန်ပါ အဲ့တော့
ဥပဇင်းကအလုသမားအပြောသမားမဟုတ်ဘူးဒီမဲ့ခုံမနက်ကလေးဆွဲပြီးတော့မပြန်တော့မပြန်နဲ့ထိုင်အောင်တရား မှန်ပါဗျာ ပြန်တဲ့ပုဂ္ဂိုလ်တော့ခမုံကတော့ကျိန်သေးမှာပဲ မှန်ပါဗျာ ဘာကြောင့်လဲတဲ့အိမ်ကြလို့ရှိရင်ကြားမှာပါစေချမ်းသာပါစေအိမ်နိုင်ပါစေလို့ကျိန်သေးမယ်ခမုံကတော့ မှန်ပါဗျာ ဥပဇင်းကတော့မကျိန်ပါဘူးဥပဇင်းကဒီထဲမှာဒီမှာတယောက်လောက်ရရင်တော်ပြီ မှန်ပါဗျာ ဥပဇင်းဟောလိုက်တဲ့တရားဥပဇင်းပြလိုက်တဲ့တရားသဘောတယောက်လောက်ပြသွားရင်တော်ပြီတခါကြီးဘုရားရှင်ကိုတော်မြတ်ကြီးဒီမှာသိမ့်သောင်းဟောနေပြီတယောက်ဟောတာ မှန်ပါဗျာ ခမုံဆရာတော်ကများမှချိန်တယ် မှန်ပါဗျာ သူကများသူကမင်းသားကို မှန်ပါဗျာ မင်းသားဆိုတော့အော်ဗရာထွက်တယ်သူက မှန်ပါဗျာ သူကလူကိုစုပေးလိုက်တယ်အဲ့တော့အော်ဗရာထွက်ပြီးပြန်တဲ့ပုဂ္ဂိုလ်လည်းပြန်တာပဲအခုကလူရင်ချွန်ရွေးနေတာအခုအစိုးရမင်းကလူရင်ချွန်ရွေးတယ်မဟုတ်လားဥပဇင်းကတရားထိုင်တဲ့ပုဂ္ဂိုလ်လူရင်ချွန်ပဲအရိယာပဲတတိချက်ဆုံးဖြတ်တယ် မှန်ပါ ဘာကြောင့်တရားထိုင်တဲ့ပုဂ္ဂိုလ်မှအရိယာ မှန်ပါဗျာ ထွက်ပြေးတဲ့ပုဂ္ဂိုလ်ကပုရုษယ် မှန်ပါဗျာ ငမိုးရိတ်ချောင်းနဲ့ဆင်းမှာ မှန်ပါဗျာ အဲ့တော့ပြေးဝင်လည်းပြေးရောငမိုးရိတ်ချောင်းနဲ့ဆင်းကျင်လို့ရှိရင်ပြေး မှန်ပါဗျာ အရိယာဖြစ်ချင်လို့ရှိရင်မပြေးနဲ့ပေါ့ မှန်ပါဗျာ နော်တခါကြီးတော့ပြေးဦးမလား ပြေးပါဗျာ မပြေးလို့ရှိရင်အရိယာ မှန်ပါဗျာ နော်ပြေးလို့ရှိရင်ဒီမှာငမိုးရိတ်ချောင်းနဲ့ပဲအဲ့တော့ငမိုးရိတ်ချောင်းနဲ့ဆင်းကျင်လို့ရှိရင်ပြန်ကြပြီတော့နော်အဲ့တော့ငမိုးရိတ်ချောင်းနဲ့လွတ်လို့ရှိရင်အရိယာဖြစ်ချင်လို့ရှိရင်ကဲတဘိုးတစ်ပါးလေးသွားပြီးတော့ထိုင်ရမှာတရားနော်ဒါနဲ့တရားတော်တော့ပါပြီနော် မှန်ပါဗျာ တကားကြီးတော့အခုဒိဋ္ဌိနဲ့တဏှာနော် မှန်ပါဗျာ အတ္တနဲ့အနတ္တ မှန်ပါဗျာ အတ္တနဲ့အနတ္တဒိဋ္ဌိနဲ့တဏှာသမာနဲ့မိစ္ဆာ မှန်ပါဗျာ သမာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိအတ္တအနတ္တတရားနှစ်ပါးဟောကြားဆုံးမဩဝါဒပြရတဲ့အကျိုးအာနိသင်ကြောင့်အခုလာရောက်တဲ့တရားဓမ္မတွေမနုဿတ္တဒုံလဘရခဲ့သောတရားလူရဲလို့ဖြစ်လာတဲ့ခြင်းခါမြတ်စွာဘုရားသာသနာတော်ကြီးနဲ့မိတဲ့ခြင်းခါဓမ္မယရဏတွေနဲ့ပွင့်လင်းတဲ့ခြင်းခါသုံးပလဲမိတဲ့ခြင်းခါသမထဝိပဿနာတရားကျင့်ညာအထုတ်နိုင်ရပြီးအတိတ်ကာလတုန်းကမျက်စိပေါက်ကအတ္တဝင်နေတဲ့အသည့်တွေရှင်းလင်းပြီးအခုပြစ္ဆုတ်ပံကာလမှာတကား6ပေါက်အာယုံကအာယုံ6နဲ့တိုက်ခိုက်တိုင်းယုံနာအနတ္တဝင်နိုင်သိနိုင်မြင်နိုင်ကြပါစေသတည်း